အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချက်ဝတ္ထုလေးကတော့တခုလန်းဆိုတဲ့အချက်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇလံတစ်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလံလေးကိုစလိုက်ကြရအောင်ရှင်ဘာတွေလဲမမကြီးအချိန်မဟုတ်အခါမဟုတ်အကြာဦးတစ်လုံးနဲ့အတူအရွက်ညွန့်များကိုအချီစ조사နဲ့ပူးချီထားသောအရွက်ညွန့်တစ်စီးကိုကင်လာသောအမဖြစ်သူမအေးရီကိုနွေးနွေးကမေးလိုက်သည်မအေးရီကနွေးနွေး၏အမေကိုမဖြေပဲခုံတွင်ဆွေကနေဝင်ထိုင်လိုက်သည်ပြီးလျင်အိမ်ရှိလမ်းသို့လှမ်းမြော်ကြည့်လိုက်ပြီးစိတ်မရှိသောအတန်ဖြင့်ပြောလိုက်သည်ဟိုကောင်လေးကလည်းကြာလိုက်တာခလေးဖြစ်ပြီးတွတ်တွတ်လက်လက်ကိုမရှိဘူးဖြစ်တောင်းနှင့်ပြောဆိုနေသောအမဖြစ်သူမအေးရီကိုနွေးနွေးကြည့်နေစင်ပါပြီဈေးချင်းအောင်ကိုဆွဲရည်ဝင်လာသောတူဖြစ်သူကိုနွေးနွေးတွေ့လိုက်ရသည်ဒီခလေးနဲ့ကြာလိုက်တာမင်းမြန်လားချင်းကိုချထားခဲ့ပြီးအိမ်ကိုပြန်တော့မအေးရီသည်တားဖြစ်သူကိုပြန်ခိုင်းလိုက်ပြီးမှနွေးနွေးနှင့်မျက်နှာချင်းဆိုင်လိုက်ပြီးသူလာသောအကြောင်းရင်းကိုရှင်းပြလိုက်သည်ဆရာကတော့ပြောတယ်နေ့ယောက်ျားမှအငယ်နှောင်းကိန်းရောက်နေတယ်တဲ့အဲ့ဒါရရချေးဖို့ပေးလိုက်တယ်ဒီမှာလူနာတွေကိုငောင်ဝဲခဲ့တယ်နင့်ကိုပြောရင်လုံးဝမဟုတ်မှန်းသိလို့ဝဲလာခဲ့တာအမဖြစ်သူရဲ့စကားကြောင့်နွေးနွေးစိတ်ထဲထိတ်ခနဲဖြစ်သွားမိသည်အမဖြစ်သူမအေးရီသည်နွေးနွေး၏အမအကြီးဖြစ်ပြီးနွေးနွေးထက်10နှစ်ခန့်ကြီးသည်နွေးနွေးနှင့်တရက်ကွက်ထဲနေသည်မှန်တော့လေရက်ကွက်၏အဆုံးနှင့်အစာမှာကိုစီကိုရင်နောက်နှင့်ကိုနေကြခြင်းဖြစ်သည်နွေးနွေးသည်အသက်25နှစ်သာရှိသေးပြီးလွန်ခဲ့သော2နှစ်ကျော်ကမှအိမ်အောင်ပြုခဲ့ခြင်းဖြစ်သည်ထို့ကြောင့်အိမ်အောင်သက်ဝါရင်နေပြီဖြစ်သောမအေးရီကအသက်ကွာလာသောညီမဖြစ်သူ၏အိမ်အောင်ကြီးကိုဘေးမှစောင့်ကြည့်ထိမ့်သိမ့်ပေးခြင်းဖြစ်သည်ထို့ကြောင့်ပင်နွေးနွေး၏အိမ်ဦးသခင်မောင်မောင်လက်တယောက်ခြေလမ်းတွေပြတ်နေသည်ကိုတိုးတိုင်စီနေသောမအေးရီကသိရှိရိပ်မိနေခြင်းဖြစ်ပေသည်နွေးနွေးသည်လည်းခင်မိုးဖြစ်သူမောင်မောင်လက်မူပြတ်နေသည်ကိုရိပ်မိပါလေသည်သို့တော်လည်းလက်စုပ်လက်ကင်မမိသေးသဖြင့်အချိန်ကိုစောင့်ကြည့်နေခြင်းဖြစ်ပါသည်ခလေးယူလိုက်ပါလားဟဲ့အဲ့ဒါဆိုရင်သူ့ခြေရှုပ်ချင်တော့မှမရှုပ်တော့ဘူးပေါ့မအေးကြီးကညီမဖြစ်သူနွေးနွေး၏အိမ်ဆိုင်နေတဲ့တို့ဈေးဝယ်သူလားမလားကြည့်လိုက်ပြီးမှထိုစကားကိုပြောခြင်းဖြစ်လေသည်နွေးနွေးသည်အမကြီးဖြစ်သူ၏စကားကိုကြောင့်ခေါင်းကိုရမ်းခါလိုက်ပြီးလျှင်အိမ်မိုင်လေးနဲ့နေတိုင်းမှာခလေးယူဖို့ဆုံးဖြတ်ထားတဲ့မမကြီးရဲ့နေနဲ့တော့ဒုက္ခပါပဲယောက်ျားဆိုတာခလေးမရှိရင်အသက်ရှာတတ်တဲ့လူမျိုးလေနေခလေးယူဖို့စဉ်းစားတော့အမဖြစ်သူကိုကြည့်ပြီးနွေးနွေးကနာနာကျင်ကျင်နဲ့တက်ချက်ပြုံးမိသည်ဖောက်ပြန်ခြင်းသောယောက်ျားအတွက်ဘလို့အကြောင်းပြချက်ကမှတားဆီးလို့မရဘူးဆိုသည်ကိုအမဖြစ်သူကိုသိစေခြင်းမိသည်ဒီမှာနေလို့ရမယ့်ရရတွေလှုပ်ဖြစ်အောင်လုပ်နော်ရရအားလုံးလူကအိမ်ဖះမှာလှူလို့ရမှာမို့လို့အဆင်ပြေတယ်နွေးနွေးစိတ်ထဲကလည်းမလုပ်ပါဘူးမမကြီးဟုပြန်ပြောချင်တော့လေအမဖြစ်သူစိတ်မကောင်းဖြစ်သွားမည်ဆိုသောကြောင့်နှုတ်ဆက်နေလိုက်သည်သေးစားသည်မှာအမကြီးပြန်သွားလျင်ထိုရရများကိုနွေးနွေးလှုပ်ဖြစ်လိမ့်မည်မထင်ပါစေဘေးရင်ကိုမယုံ၍မလှုပ်ချင်းမျိုးမဟုတ်ချေနွေးနွေး၏စိတ်ခံယူချက်သည်အများနှင့်မတူတမူခွဲပြားနေသည်ဟုပဲပြောရလိမ့်မည်လားနွေးနွေးသည်ဗုဒ္ဓဘာသာကိုပင်ယုံကြည်ကိုးကွယ်သူဖြစ်ပါသည်သို့တော်လည်းဖျားရှိခိုးအလှူဒန်းပြုပြီးလျင်32ပုံကျင်လည်ကြကုန်သောတရားဝါရီကျမ်းမာချမ်းသာကြပါစေဆိုသောစုကလွဲ၍အခြားစုများတောင်းလေမရှိတောင်းလေမတောင်းပါစေနွေးနွေး၏ခံယူချက်သည်ယရနာ3ပါးကိုကြည်ညိုလေးစား၍ကိုယ်ကဲစည်းကပ်သည်သာအကျိုးလို၍ညောင်ရည်သွန်းခြင်းမျိုးကိုနွေးနွေးကသဘောမကျပြီထို့ကြောင့်ပင်လူတယောက်ကိုပိုင်ဆိုင်လိုသောစိတ်ကြောင့်ယရနာ3ပါးကိုခုတုံးလုံးလှူဒန်းဆူတောင်းတာမျိုးကိုဖြစ်စေရရအစီရင်လုပ်၍ရယူရမည်ဆိုရင်နွေးနွေးကစွန့်လွတ်ဖို့ရန်ဆုံးဖြတ်မည်ဖြစ်သည်ပြီးရင်နွေးနွေးနှင့်မောင်မောင်လက်သည်အချင်းချင်းချစ်လို့ကြိုက်လို့ယူခဲ့သူများဖြစ်သောကြောင့်သာပင်မလှုပ်ချင်ပေလွန်ခဲ့သော3နှစ်ကျော်ခန့်ကနွေးနွေးသည်မောင်မောင်လက်နှင့်ဆုံတွေ့ခဲ့ရသည်
ထိုစဉ်ကနွေးနွေးနေနှင့်မောင်မောင်လက်ကိုချစ်သည်ဟုမဆိုသာတော့လေအရက်ဆက်လက်လောင်းကစားနှင့်မိမကိစ္စကင်းရှင်းသောမောင်မောင်လက်၏အချစ်ကိုလက်ခံခဲ့သည်ထို့သောလက်ခံလိုက်ရခြင်းအကြောင်းရင်းမှာမောင်မောင်လက်ကနွေးနွေးကိုအထူးပင်ဂရုစိုက်ကျင်းနာပြ၍ဆိုရင်လေမှားမည်မထင်ကြရုပ်စွာဆုံးပြောရလျင်မောင်မောင်လက်သည်နွေးနွေးကဲ့သို့ပင်တာမန်လက်လုံလက်စားတယောက်သားဖြစ်သည်သို့တော်လည်းမောင်မောင်လက်သည်ပြင်းရည်လေးတွဲသောအကျင့်မရှိသောကြောင့်နွေးနွေးကသဘောကျမိသည်ထို့ကြောင့်မောင်မောင်လက်နှင့်နွေးနွေးယူလိုက်ပြီးလျှင်အိုးပိုင်အိမ်ပိုင်တစ်လုံးလောက်ပိုင်ဆိုင်ရအောင်နှစ်ဦးစလုံးစူးစမ်းကြပြီးလျှင်တာယာသောမိသားစုဘဝကိုတည်ဆောက်နိုင်လိမ့်မည်ဟုနွေးနွေးကယုံကြည်ထင်မှတ်ခဲ့သည်ဒီလိုနှင့်နွေးနွေးနှင့်မောင်မောင်လက်တို့လက်ထပ်ဖြစ်ကြသည်လက်ထပ်ပြီးနှစ်ဦးသာတက်ညီလက်ညီအလုပ်စူးစမ်းခဲ့ကြ၍မကြာမီအချိန်ကာလတွင်ခြံလေးတစ်ခြံမီဝယ်နိုင်တော့မည်အနေအထားဖြစ်လာလေသည်သို့တော်လည်းနွေးနွေးများတွက်ကိန်းကလွဲခဲ့လေသာမသိယခုဆိုရင်မောင်မောင်လက်မူမမှန်သည်မှာလာပိုင်းများရှိလာသည်ကိုနွေးနွေးလည်းတတိပြုမိသည်မောင်မောင်လက်ပြောင်းလဲလာပုံကိုပြောရမယ်ဆိုရင်ပထမဦးစွာတချင်းသိမ့်နားထောင်လေးမရှိသောမောင်မောင်လက်သည်အချစ်တချင်းလေးကိုနားထောင်လာသည်အိမ်ပြန်နောက်ကျလာတတ်သည်လူရထက်ပို၍ပြင်ဆင်လာသည်ဟုဆိုရခြင်းမှာမောင်မောင်လက်သည်ရခင်ကားဆိုရင်အလုံးမအလုံးအဲ့ဒါကိုသာစိတ်ဝင်စားပြီးအဝတ်စားကိုဖြစ်သလိုဝတ်စားတတ်သူဖြစ်သည်မောင်မောင်လက်မြည်မြပင်ပေတီပေစုံနေသည်ဆိုတော့နွေးနွေး၏အပေါင်းအသင်းများထဲမှအားမနာတဲ့ပြောတတ်သူတချို့ကမင်းနွေးရဲ့ငါပြောရင်စိတ်မဆိုးနဲ့နေ့လူကဘလို့ပြောရမလဲဟဲ့ပြောင်ပြောင်ရောင်လည်းမရှိဘူးနင်းနဲ့မလိုက်ဖက်ပါဘူးတခြားသူကိုရွေးစမ်းပါဟုပြောဆိုခဲ့ကြသည့်အထီးပင်ဟုတ်လဲဟုတ်ပေသည်နွေးနွေးကအစိမ်တစ်ဖြင့်တက်တက်ရရက်တက်တက်ရှိရှိလှလှပပနေတတ်သည်ဘဝကိုစင်စင်ရရရုန်းကန်လှုပ်ရှားနေရတော့လေနွေးနွေးဘဝကိုဖြစ်တယ်လို့မနေခဲ့ရှာနိုင်သလောက်ရှာသည်စုဆောင်းနိုင်သလောက်ကိုစုဆောင်းသည်ကုံကုံပြောရရင်အဝတ်အစားကအစလမ်းဘေးတွေများအများစုပဲဝယ်နိုင်ဝတ်နိုင်တော့လေထိုလမ်းဘေးတွေကိုပဲတက်တက်ရရပြုတ်ပြင်းပြီးဝစ်စင်ခဲ့သူပင်မောင်မောင်လက်နှင့်ချစ်သူဖြစ်သောအခါနွေးနွေးသည်မောင်မောင်လက်၏အဝတ်အစားနေထိုင်ကစားဂရုစိုက်ပေးခဲ့သည်တို့ကြောင့်ပင်မောင်မောင်လက်သည်လည်းရခင်နှင့်မတူပဲတောက်တောက်ပြောင်ပြောင်တက်တက်ရရဖြစ်လာသည်များစွာတက်ရက်ကြည့်ကောင်းလာသည်တဏှာဖြင့်လူကတက်တက်ရရဖြစ်လာတဲ့အခါအလုံးမဆက်ဆံရေးပိုအဆင်ပြေလာသလိုလူလဲဝင်ဆန့်လာခဲ့သည်ယောက်ျားတစ်ယောက်သည်ကြည့်ကောင်းတက်ရ၍ဝင်ငွေရှာကောင်းလျင်ဖောက်ပြန်တတ်သည်လောတို့ရီမဟုတ်ပင်ကိုဘီးစာညင်ကပင်အခွင့်အရေးမတာကိုက်ခဏမြပုံရှိုးကွယ်ပြောင်းနေခဲ့လေသည်လားနွေးနွေးအနေနဲ့တေချာမဆန်းစစ်နိုင်ပါလိတေချာသည်မှနွေးနွေး၏ချစ်ခင်မောင်မောင်လက်တယောက်ပြောင်းလဲလာသည်ကိုသာနွေးနွေးကအသေးချာသိလေသည်မိတ်ဆွေညီဟာကတေချာပိုင်နိုင်ရဲ့လားအေးအမေစုံစမ်းလို့ရသလောက်တော့သူ့မိန်းမဘက်ကရိပ်မိနေပြီထင်တယ်နင့်ဘက်ကအပိုင်ကိုင်နိုင်မှဖြစ်မှာနော်ဒေါ်ချယ်ရီဆွေသည်တမီးဖြစ်သူဆွေဆွေနိုင်ကိုပြောလိုက်သည်စိတ်ချပါအမေရဲ့အခုလဲကိုမောင်ကအိမ်လာကအစာပေးနေတာပဲမကြခင်တမီးပိုင်ဖြစ်အောင်လုပ်ပါမယ်ဆွေဆွေနိုင်ကထမိန်လေးကိုချက်ရက်နေအောင်တင်းတင်းဆွဲဝင်နေရင်မှမိခင်ကိုပြောလိုက်သည်အေးပါအေးအဲ့ဒါဆိုလဲပြီးတာပဲအမေကစိတ်ပူလို့ပြောနေတာရှေ့လျှောက်အင်းရဲ့စားဝတ်နေရေးအတွက်ညီအဖေကဘာမှအားကိုးရတာမဟုတ်ဘူးဒေါ်ချယ်ရီဆွေသည်စိတ်မရေးစွာသမီးဖြစ်သူကိုပြောလိုက်သည်ဒေါ်ချယ်ရီဆွေစိတ်ပူမည်ဆိုလဲပူစရာပြီဒေါ်ချယ်ရီဆွေမှာသမီးတစ်ယောက်သားတစ်ယောက်ရှိသည်ယောက်ျားဖြစ်သူကလက်သမားအလုတ်လုတ်တော့လဲအလုတ်ကမရှိတလဲရှိတလဲသမီးကြီးဖြစ်သူဆွဆွေနိုင်ကအထည်ချုပ်မှလုပ်သည်သားဖြစ်သူကအသက်20သားကျော်သားသည်အလုတ်ကမမေရရမရှိသေးချေမိသားစုထဲမှာပုံမှန်လစားရှိသူမှာဆွဆွေနိုင်တယောက်ထဲသာရှိ၍ဇာဝိနေရေးကချောင်းလဲသည်ဟူ၍မရှိဒီမိသားစု၏အခက်ခဲများကြ၌ဒေါ်ချယ်ရီဆွေသည်ကြံရမရသည့်ဆုံးတွင်ရုပ်ရည်အားဖြင့်တာမန်မြသာရှိတော်လဲခန္ဓာကိုယ်ဖွင့်ထွားလာသောတမီးဖြစ်သူ၏အလှအပနှင့်ခိုင်းကောင်းသောတမတ်ကိုရှာဖွေရန်
ကြိုးစားရလေတော့သည်ထို့သောရှာဖွေရာတွင်လူပြိုလူလွတ်ထက်အလောက်ကိုင်ဝင်းဝေးကောင်းပြီးသမီးဖြစ်သူကိုတန်းတန်းဆွဲဖြစ်နိုင်မဲ့သူမျိုးကိုရှာဖွေရလေသည်သမီးဖြစ်သူဆွေနိုင်သည်ရခင်ကလည်းလူမသိသူမသိအိမ်အောင်ကြဘူးသူဖြစ်၍သူထက်ငါစွမ်းသောစားပြီးပြစ်ထားခဲ့မည်လူလေပန်းကားမျိုးနှင့်မတွေ့ရန်သတိထားနေရသည်ထို့သောရှာဖွေရေးမှဒေါ်ချယ်ရီဆွေရောဆွေနိုင်မှသဘောကျနှစ်သက်သောလူတစ်ယောက်ကိုတွေ့ခဲ့ရသည်ထိုလူသည်ကမောင်မောင်လက်ဆိုသောသူပင်ဖြစ်လေသည်မောင်မောင်လက်သည်ဒေါ်ချယ်ရီဆွေတို့နေသောရက်ကွက်မိန်းလမ်းမတွင်စက်ပစ္စည်းအမျိုးမျိုးပြုပြင်ဆိုင်ဖွင့်ထားသည်လူကလည်းရီရီမွန်မွန်သားသားနာနာရှိသည်ဝင်ငွေလည်းကောင်းသည်အိမ်ထောင်လည်းရှိသည်သို့သောအိမ်အောင်ရှိသည်ကိုဒေါ်ချယ်ရီဆွေဂယုမဆိုင်ပေအဓိကကိုလူဖြစ်အောင်တိမ်တွေ့နိုင်ဖို့သာအရေးကြီးပေသည်သို့နှင့်ဒေါ်ချယ်ရီဆွေကမောင်မောင်လက်အကြောင်းကိုခရီးစီတွင်းကြသိရအောင်စုံစမ်းကြည့်သည်မှာဒေါ်ချယ်ရီဆွေသိလာရသည်မှာမောင်မောင်လက်ကတနေသာမောင်မောင်လက်၏ဇနီးဖြစ်သူဒေါ်ချယ်ရီဆွေတို့နေသောရက်ကွက်သူမောင်မောင်လက်ကသူ့ဇနီးကိုတိတ်ချစ်တိတ်ဂယုစိုက်သည်ဆိုသောသတင်းကိုသိလာရသည်ဒေါ်ချယ်ရီဆွေမှာမောင်မောင်လက်ကိုချင်းကပ်နိုင်ဖို့ခွင့်ရေးကိုတေချာလေးလာရသည်အဲဒီခါဒေါ်ချယ်ရီဆွေကထက်မှန်သိလိုက်ရသည်မှာမောင်မောင်လက်သည်ငယ်စဉ်ကလေးကမိဘကိုဆုံးရှုံးခဲ့ရပြီးမိခင်မြတ်တာငတ်နေမှန်ကိုသိလိုက်ရသည်နေရင်ဖခင်ဖြစ်သူရှိတော်လဲမောင်မောင်လက်နှင့်အတူလာမနေခြင်းထို့အတူမောင်မောင်လက်၏ဇနီးဖြစ်သူသည်လည်းမိဘများမရှိဘဲအမတယောက်သားရှိသည်ကိုသိရလိုက်လေသည်ဒီအခွင့်အရေးကိုလက်လွတ်မခံဘဲအတုံးချရန်ဒေါ်ချယ်ရီဆွေကစဉ်းစားကြံစည်ရတော့သည်ဒီကြားထဲ၌ကံအခွင့်လန်းကဒေါ်ချယ်ရီဆွေရဲ့ဘက်ကိုပါသည်ဟုပင်ပြောရလိမလားမောင်မောင်လက်သည်လမ်းမကြီးတွင်ဆိုင်ဖွင့်ထားပြီးသူဇနီးကအိမ်တွင်အိမ်ဆိုင်လေးဖွင့်ထားသောကြောင့်မောင်မောင်လက်ကိုလိုက်၍မကြည့်နိုင်မီဒါသည်ဒေါ်ချယ်ရီဆွေတို့အတွက်အခွင့်အရေးဖြစ်ခဲ့သည်မောင်မောင်လက်ဆိုင်သို့ပစ္စည်းအပြတ်မှန်သမျှကိုတွားပြင်းသည်ပြီးရင်အိမ်သို့ရောက်အောင်ခေါ်သည်အိမ်သို့ရောက်လျင်ဖွဲဖွဲရရချက်ပြုတ်ကျွေးမွေးပြီးနှွေးနှွေးထွေးထွေးဆက်ဆံပေးလိုက်သည်ဒီလိုနှင့်ပင်ဒေါ်ချယ်ရီဆွေ၏မဟာစီမံကိန်းကြီးကအောင်မြင်ခဲ့လေပြီမောင်မောင်လက်သည်ညဦးပိုင်းချိန်များတွင်ဒေါ်ချယ်ရီဆွေတို့အိမ်သို့အလဲလာသည့်အခြေအနေမျိုးထိရောက်ခဲ့လေတော့သည်ထို့သို့မောင်မောင်လက်ရောက်လာပြီးပြီဆိုရင်ဒေါ်ချယ်ရီဆွေသည်ကုန်းဝယ်သလိုလိုဆေးဝယ်သလိုလိုနှင့်မတိမတာရှောင်ထွက်ခဲ့ပြီးတမီးဖြစ်သူနှင့်မောင်မောင်လက်ကိုလွှတ်ထားပေးခဲ့သည်ဒေါ်ချယ်ရီဆွေ၏ယောက်ျားဖြစ်သူကလည်းနေဘက်ကိုမကြာခဏသွားနေရ၍အဆင်ပြေသည်ဒီတော့ဖြစ်မင်းမောင်မောင်လက်သည်ဒေါ်ချယ်ရီဆွေ၏ကပိုက်ထောင်ထဲသို့ရောက်မှန်းမသိရောက်ခဲ့လေတော့သည်မနက်ဖြန်ကိုမျိုးရဲကိုတွားအောင်မယ်ဆိုင်တွက်လူရာတွေတွားဝယ်မလို့နှွေးဘာမအောင်မလဲမောင်မောင်လက်၏အမေကြောင့်နှွေးနှွေးမီးဘူးတိုက်နေရမှမောင်မောင်လက်ကိုတစ်ချံမော့ကြည့်လိုက်မိသည်နှွေးနှွေး၏အကြည့်ကိုမောင်မောင်လက်မတိမတာရှောင်ဖယ်လိုက်သည်ကိုနှွေးနှွေးသိလိုက်သည်မနက်ဆိုလဲဆိုင်သို့ခတ်စောစောသွားသည်ညဆိုရင်ရခင်လိုမဟုတ်နောက်ကျမှဆိုင်ကပြန်လာတတ်သည်သို့တော်လည်းဘဲချင်းပဲဖြစ်ဖြစ်ဖုံးဆက်လျင်ကင်သည်ဖြစ်၍နှွေးနှွေးမှစဉ်းစားရကြလာသည်သူဆိုင်ကိုနေစဉ်နှွေးနှွေးလိုက်ချောင်းဖို့ဆိုသည်မှလည်းမဖြစ်နိုင်နှွေးနှွေး၏အိမ်ဆိုင်လေးမှာစောင့်ပေးမိသူကမရှိထို့သောယောက်ျားဖြစ်သူကိုလိုက်လံချောင်းမြောက်နေရမည်အဖြစ်ကိုနှွေးနှွေးကိုယ်တိုင်လည်းဘဝင်မကြလာပါနှစ်ယောက်သားလက်ထပ်စင်းကလေးကလွတ်လပ်ခွင့်ကိုအလွဲသုံးစားအတုံးမချကြရန်ကိုစီဂရီပြုခဲ့ကြသည်အိမ်ထောင်သည်ထောင်မဖြစ်စေရထို့တူတာလျန်စီရဲ့ကဲ့သို့လည်းစီးမရှိဝါမရှိမဖြစ်စေရဟုဂရီတွေပြုခဲ့ကြသည်ထိုဂရီတွေကိုကိုလက်တယောက်လိုက်နာဆောင်ထိန်လိမ့်မည်ဟု၍လည်းနှွေးနှွေးယုံကြည်ခဲ့မိသည်တို့အတွက်ထင်အောင်ထင်မှားစိတ်နှင့်ခင်မုန်းဖြစ်သူမောင်မောင်လက်ကိုဖွင့်ဟ၍မေးရန်စိတ်ကူးကတော့နှွေးနှွေးမှမရှိပါအတော်ပဲနှွေးဆိုင်အတွက်လူရာတွေကိုပါဝဲခဲ့ပြီလေကိုလက်ယောက်ျားဖြစ်သူကိုနှွေးနှွေးအကျွင်းမဲ့ယုံကြည်သည်မဟုတ်ပါသူ၏ကိုချင်းတိတ်ခါကိုလေးစားသောအပြင်လက်ပူးလက်ကျန်မမိသေးသည်၍နှွေးနှွေး၏စိတ်ထဲမှတန်တရားအတွေ့များကိုမျိုးသိမ့်ပစ်ခဲ့သည်အကိုကလည်းနောက်ကျလိုက်တာဆွေမျောနေတာကြားလာပေါ့
ဆွေဆွေနိုင်ကနှကန်းလေးကိုဆူ၍မောင်မောင်လက်ကိုပြောလိုက်သည်အကိုတောင်းမှန်ပါတယ်ကွာနွေးရဈေးမှာကျင်းနေဆိုတာနဲ့သူ့စည်းရေးနေရကိုစောင့်နေရလို့စိတ်မဆိုးနဲ့နော်ချစ်ကလေးမောင်မောင်လက်သည်နှကန်းလေးကိုစူထော်ထားသောဆွေဆွေနိုင်ကိုကြည့်၍ချော့လိုက်သည်အမှန်မှမောင်မောင်လက်နှင့်ဆွေဆွေနိုင်မှာအသက်အပြင်လာနေငယ်သာကွာလေသည်သို့တော်လည်းဆွေဆွေနိုင်သည်စကားပြောလျင်ခလေးငယ်ကဲ့သို့ချွဲတက်တက်ပြောလေရှိသဖြင့်ထိုအမူကျင့်ပုံစံကိုမောင်မောင်လက်ကဆွဲလန်းနေမိသည်ဒီထက်ပို၍ဆွေဆွေနိုင်၏အမူအရာသည်ပွင့်လင်းသည်လေလားဆွေဆွေနိုင်သည်မောင်မောင်လက်နှင့်တွေ့ဆုံသည့်အခါတိုင်းစကားပြောလျင်မောင်မောင်လက်ကိုထိလိုက်ပုတ်လိုက်နှင့်လက်ဟန်ချေဟန်နှင့်ပြောလိရှိသည့်အပြင်မခိုးတရုတ်မျက်နှာလေးနှင့်မြူတလိုလိုကြည့်တတ်သောအကြည့်များကိုမောင်မောင်လက်စိတ်မှတာယာနေမိတော်သည်ဘာနွေးလေအကိုနော်ဆွေနဲ့တွေ့တဲ့အချိန်မှာအကိုအဖွားကြီးကြောင်မပြောပါနဲ့ဆိုဆွေစိတ်မကောင်းဖြစ်အောင်ရမ်းပြောတာပဲအင်းမဆွေရဲ့နောက်ကိုအကိုသတိထားပါမယ်ကွာဟုတ်ဆွေရစိတ်ဆိုးလို့ပြောတာမဟုတ်ဘူးနော်ကိုတုံနာမဲကိုကြားရင်ဆွေရင်ထဲမှာမကောင်းလို့ပါဆွေရအကိုကိုချစ်လုံးလို့သာအကိုနဲ့တွေ့နေရတာဆွေရအကိုတို့အိမ်အောင်ရေးကိုဖျက်ဆီးနေမိတယ်လို့ခံစားနေရလို့အမြဲစိတ်မကောင်းဖြစ်နေမိတာအချစ်ကြောင့်ဆွေဘွားကအငယ်နှောင်ဖြစ်နေတယ်လို့ခံစားနေရတဲ့အကိုဆွေနိုင်သည်မျက်လုံးထောက်စွန်ကိုတီရှူးစားနှင့်တို့တုံရန်ပြူ၍ခေါင်းကိုပါငုံချလိုက်လေသည်ဟာကွာအဲ့ဒါဒီမပြောပါနဲ့ချစ်လေးရဲ့ချစ်လေးရုပ်ရှင်ကြည့်ခြင်းနဲ့ဆိုလာပါရုပ်ရှင်တွားကြည့်ကြမယ်လေမောင်မောင်လက်သည်ပျော်ပျော်ဆွဆွနှင့်ဆွနိုင်၏လက်ကလေးကိုဆွဲယူလိုက်ပြီးရုပ်ရှင်အောင်ရှိရဘတ်သို့ခြေလမ်းများကိုဦးတည်လိုက်လေသည်မနွေညီမကိုထင်မလွဲနဲ့နော်ညီမမြင်ခဲ့တာကိုပြောတာသူကဒီရက်ကွက်ထဲကပဲမနွေရဲ့မနွေဆိုင်မှာဈေးဝယ်ပူးလိမ့်မယ်လူကိုမြင်တော့မနွေသိမှာပါနှစ်ယောက်သားလက်ချင်းတွဲလို့အမလီမနွေရဲ့သူတို့ကတော့ညီမကိုမမြင်ပါဘူးအဲ့ဒီမိမအိမ်ကိုမနွေသွားကြည့်ခြင်းပြော့နော်ညီမလိုက်ပို့ပေးမယ်ဆိုင်မှာဈေးလာဝယ်နေကြဖြစ်သောရက်ကွက်ထဲမှာကမလေး၏စကားကြောင့်နွေးနွေးရင်ထဲ၌မိတောင်စီပောက်ကွဲသွားတဲ့ကဲ့သို့ခံစားလိုက်ရတော့သည်အချစ်ရမတ်စတဲ့တနဖုံးသောခံစားချက်များထက်ယုံကြည်မှုကိုအလွဲသုံးစားလှုပ်ခြင်းကိုခံလိုက်ရသောကြောင့်ရင်ထဲမှနာကျင်မှုသည်ဖော်ပြ၍ပင်မရနိုင်ကြမိမိစိတ်ထဲမှတန်တရားတတ်တာဖြစ်ပါစေဟုဆုတောင်းနေသည့်ကြားမှအမှန်တကယ်ဖြစ်လာခဲ့သည်ဆိုသောအခါရှင်ထဲ၌စုပ်နှင်း၍နေတော်သည်ဒုက္ခပါပဲမိနွေးရဲ့အပြက်နဲ့နှက်ကောင်းတွေထွက်ပြီးပေါ့ဒီကိစ္စကိုနင်သိအောင်မပြနဲ့သွားလဲမကြမ်းနဲ့ဒီလိုကိစ္စမျိုးကိုသိဟန်ပြလိုက်ရင်ယောက်ျားတွေကမထိုးဆက်ခင်ပြီးတော့ရဲတင်းလာတဲ့ကြတယ်မသိဟန်ဆောင်ပြီးတော့ကိုယ့်ဘက်ကိုပအောင်လို့ပြန်သိမ်းသွင်းမအေးရီသည်ညမဖြစ်သူကိုစိုးရိမ်တကြီးပြောလိုက်မိသည်မအေးရီရဲ့စိတ်တိုင်းကြတာဆိုရင်မဖြစ်သူမောင်မောင်လက်ကိုအမှုန့်မင်းကြိတ်ပြစ်ချင်းနေမိသည်သို့တော်လည်းညမငယ်လေးအိမ်အောင်ကွဲဘွားရောက်သွားမိကိုမအေးရီမလိုခြင်းပါနွေသူနဲ့ကွာရှင်းချင်တယ်မမရဲ့နွေသူ့ကိုယွန်းတယ်နွေသည်အင်္ဂလိပ်ကိုကြိတ်၍အမဖြစ်သူကိုပြောလိုက်သည်ဘာပြောတယ်မိနွေနေရတစ်ခုလက်တလင်ကဘွားကိုရောက်ချင်နေရလားပတ်ဝန်းကျင်ကဘလောက်တောင်ပြောကြမလဲငကိုကမှလူတွေကတစ်ခုလက်ဆိုအထင်သေးနေကြတာကိုနေမရှက်ဘူးလားမအေးကြီးကညမဖြစ်သူနွေကြီးပခုံးနှစ်ဖက်ကိုစုံကင်လိုက်ပြီးဂယုဏဒေါသနဲ့ပြောလိုက်တော့သည်နွေမရှက်ဘူးမမကြီးရှက်ရမှာသူတို့လေနွေကဘာလို့ရှက်ရမှာလဲနွေကလူမှုရေးဖောက်ပြန်ခဲ့တာမှမဟုတ်တာခေါင်းမမဆန်းမနဲ့မိနွေရဲ့လောကကြီးအကြောင်းကိုနေပါသိလို့လေပတ်ဝန်းကျင်ဆိုတာတိတ်ကြောက်ဖို့ကောင်းတာနေသာတစ်ခုလည်းဖြစ်သွားစီပါလားရှေ့မှာတော့နင်းကိုတနာတယ်လို့နဲ့နောက်ကွယ်မှာအထင်သေးအကဲဆန့်နေတဲ့သူတွေကြီးပဲမအေးကြီးကရှေ့ရေးကိုတွေးပူ၍ပြောလိုက်သည်နွေကြီးအတွေးကတော့ထို့သို့မဟုတ်ချေခေလူငယ်ပြီးပြက်ပြက်သားသားရဲရဲဝင်းရင်ပဲတွေးခြင်းသည်ရင်ဆိုင်ပြစ်ခြင်းသည်အဲ့ဟာမာတွေကိုငါသိတယ်တနင်္ဂနွေနေ့ကျရင်မဲတော်ကြောင်းသွားပြီးတော့အုံကြီးတော့ခွဲမယ်ဒေးကြတဲ့နေ့ဘက်ကဘာစကားမှမလုံမိစေနဲ့နော်ကိုယ့်ဘက်ကိုရအောင်သာဆွဲတ
ဒီနေ့ဆရာစီကိုတွားပြီးတော့ရရထပ်တောင်းလိုက်အောင်မယ်။မအေးကြီးကပျော်ပျော်ဆိုဆိုနဲ့နွေ့နွေ့ကြီးကုံစုံဆိုင်နေမှထား၍ထွက်သွားလေသည်။နွေ့နွေ့သည်ရှိတ်ရှိတ်တောက်ပူနေသောလမ်းမပေါ်တွင်ထီးကောက်ကြီးကိုဖွင့်ဆောင်ရမည်မေ့လျော့နေသည်အလားထီးကောက်မဲကြီးကိုဂျိုင်းကြညှက်လျက်ခတ်တုတ်တုတ်ခြေလက်များနှင့်ထွက်ခွာသွားသောအမဖြစ်သူ၏နောက်ကျောပြင်ကိုကြည့်လျက်ငိုခြင်းစိတ်ကိုမနှဲပင်ထိန်ချုပ်ထားရလေသည်မိမိရင်ထဲမှအပူထက်မိမိအတွက်ပူပင်ပြားများနေရှာသောအမဖြစ်သူအတွက်နွေနွေ၏ရင်ထဲမှမချိတင်ခဲ့ခံစားနေရသည်နွေနွေရဲ့စိတ်ထဲမှရှိသည့်အတိုင်းသာဆိုရင်ပြဿနာကိုချက်ချင်းရှင်းပြီးခင်မောဖြစ်သူမောင်မောင်လက်နှင့်အချိန်မဆိုင်မီကြွရှင်းပြစ်မိလေမလားမသိသို့တော်လည်းယခုခါ၌အမဖြစ်သူကိုနွေနွေထဲ့တွေးရသည်မတော်ရင်တစ်ဖက်မိန်ကလေးမိသားစုကိုရန်သွားရှာနေမှလဲကြောက်နေမိသည်နွေကိုပွပွလင်းလင်းပြောပါကိုလဲအိမ်တော်ကြီးရှုပ်ထွေးနေတာကိုနွေလက်မခံနိုင်ဘူးအမကြီးမအေးကြီးအတန်တန်တားနေသည့်ကြားမှာနွေနွေသည်မောင်မောင်လက်ကိုဖွင့်မေးပြလိုက်သည်ဟာကွာလာပြန်ပြီမင်းတို့တွေကလေအလုံးမရှိအလုံးရှားနေကြတာပဲငါလည်းယောက်ျားနဲ့မိန်းမတွဲပြီးတော့တွေ့လိုက်တာနဲ့ပေးစားပြစ်လိုက်ကြတာပဲလားရိုးရိုးသားသားတော့မှခင်မင်ခွင့်မရှိဘူးလားမင်းကိုသဘောထားသေးသိနေသူဖြစ်မယ်လို့မထင်ခဲ့မိဘူးနွေမင်းမရောရင်ဆိုင်ကိုနေတိုင်းလာခဲ့ဆိုင်မှာနေပြီးတော့ငါတုံးကြီးလိုသူများပြောသမျှရုံးမနေနဲ့သူကတပြန်စိတ်ဆိုးပြီးပြောဆိုနေသောမောင်မောင်လက်ကိုကြည့်ပြီးနွေနွေအန်ကိုကျိတ်၍တက်ပြင်းချမိသည်နွေနွေနေနှင့်ဒီကိစ္စကိုရှက်၍ငြိမ်ခံနေသည်မဟုတ်မသေးစားမခိုင်မာသေး၍သာခွန်းတုံမပြန်ခဲ့ခြင်းဖြစ်သည်ရှင်ထဲမှာတော့နာကျင်နေသည်ဖြစ်တယ်လို့ဖြစ်တယ်လို့စပြီးရှားသောငွေနှင့်မတန်မဆအလုပ်လုပ်ခဲ့ရသောမောင်မောင်လက်ကိုကိုပိုင်ဆိုင်လေးနှင့်ဖြစ်အောင်နွေနွေကကိုကြီးပံ့ပိုးပေးခဲ့သည်အစွမ်းစာရှိသောသူကိုမိငယ်ပြဖုံးမဖြစ်အောင်လို့နွေနွေသည်တစ်ဖက်တစ်လမ်းမှစူးစမ်းကူညီခဲ့သည်ထို့သောစူးစမ်းမှုရလဒ်သည်နွေနွေကိုမီးလောင်မြိုက်စေခဲ့ပြီလားနွေနွေအဖြစ်သည်မြင်းကိုကြိုးတက်ပေးလိုက်၍မြည်ကန်ချခံခဲ့ရပြီလားပင်မသိချေနွေနွေတိုင်ကန်းနာကြီးကိုမော့ကြည့်လိုက်သည်နာရီက9နာရီခွဲကိုညွှန်းပြနေတယ်နွေနွေ၏ချစ်ခင်မောင်မောင်လက်တယောက်ကတော့ပြန်မလာသေးပါကြီးနွေနွေသည်မောင်မောင်လက်စီသို့ဖုန်းခေါ်လိုက်သည်ဟယ်လိုမောင်မောင်လက်၏ထူတန်းတွင်လေးတိုက်တန်းများကိုကြားလိုက်ရသည်ဆိုင်မပိတ်သေးဘူးလားဆိုင်ကပိတ်ပြီးပြီနွေရဲ့ဆိုင်ကကောင်လေးကိုလိုက်ပို့နေတာခုပြန်လာနေပြီဖုန်းချလိုက်တော့မယ်နော်ဆိုင်ငယ်မောင်းနေလို့မောင်မောင်လက်သည်ပြောပြီးသည်နှင့်ဖုန်းကိုချသွားလေသည်သို့သောမောင်မောင်လက်၏အတန်နောက်တွင်ချောင်းဆိုးတန်ကိုနွေနွေကြားလိုက်ရသည်ထိုချောင်းဆိုးတန်သည်မောင်မောင်လက်၏ချောင်းဆိုးတန်မဟုတ်ဘဲမိမတယောက်၏အတန်မှန်ကိုနွေနွေသိလိုက်သည်တစ်ဖက်မှမောင်မောင်လက်ဖုန်းချသွားသည့်အထိဖုန်းကိုကိုင်လျက်နွေနွေတတိကင်းလွန်နေသူလိုထိုင်နေမိသည်ရီးစားလူလူဦးနုကျွဲခန့်ဆိုသောစကားသည်လွန်အံ့မထင်နွေနွေရင်ထဲ၌တက်ဆစ်ဆစ်နာကျင်နေသည်ဒီအချိန်ဒီမှာနွေနွေနေနဲ့ပောက်ကွဲပြစ်လိုက်ရမလားဒါမှမဟုတ်အမဖြစ်သူပြောသလိုပင်မသိဟန်ပြု၍နေရမည်လားနွေနွေသည်ရှေ့ရေးကိုတွေ့၍ဘာပြင်ပေါ်သို့မျက်ရည်များစီးကျလာသည်တလောကလုံးကဘဲယောက်ျားဖောက်ပြန်မောင်မောင်လက်တယောက်ကိုဖြင့်နွေနွေယုံကြည်ခဲ့သည်နွေနွေထိုင်ရမှထားလိုက်ပြီးအိမ်ရှိလန်းသို့ထွက်ကြည့်မိသည်လမ်းမောင်တွင်မောင်မောင်လက်၏အရိပ်ရောင်တော်များမတွေ့ရမမြင်ရမောင်မောင်လက်၏ဆိုင်မှာအကူကောင်းလေးနေသောနေရာသို့ဆိုင်ငယ်နှင့်တွားလျင်အသွားပြန်ကြာလာနာရီဝက်သာဖြစ်သည်ယခုသောနာရီလက်တံသည်မရက်မနာသွားနေလေရာည10 နာရီပင်ထိုးပြီးတော့မည်နွေနွေဘဝသက်တမ်းတစ်လျှောက်လုံးကြုံခဲ့ရသမျှအပူတကအပူထဲတွင်ဒီပူကခံရခက်လာပြီသည်ရှင်သည်ပူလောင်နေသည်ဝမ်းလည်းနေသည်ထိုတူမျက်ရည်ဒေါသလည်းထွက်မိသည်လွှတ်လဲလွှတ်ချပြစ်လိုက်ခြင်းသည်ထိုတူနာနာကျင်ကျင်နှင့်ပင်စုပ်ကင်ထားခြင်းမိသည်မိမသားအများစုတို့သည်ချစ်သူနှင့်အိမ်တော်ဘက်ကိုတယောက်တည်းဖြစ်စေရုံချင်းသာမကထိုသူနှင့်ပင်တက်ဆုံးတိုင်ရွှေလက်တွဲသွားခြင်းကြပေသည်ထိုခံယူချက်သည်ပင်နွေနွေတို့မိမသားများကို
တပန်းရှုံးလေစေသလားဒိုရီမဟုတ်အမားဖြစ်သူပြောတကယ်တော့ပင်ပတ်ဝန်းကျင်အပြောများကိုကြောက်ရွံ့မိခြင်းကြောင့်လားနှွေကို့ကိုစောင့်နေရလားဘူးကနေဆိုင်ငယ်ကိုထိုးရက်တန်တဲ့အတူခင်မိုးဖြစ်သူမောင်မောင်လက်၏အတန်ကိုကြားလိုက်ရသောအခါမှာနွေ့နွေ့သည့်အိမ်ရှိလမ်းမပေါ်တွင်ထွက်ရက်နေမိမှကိုတတိထားမိတော့သည်ဘာမှမဖြစ်သလိုပုံစံနှင့်အေးရအေးချောင်ရှိလာသောယောက်ျားဖြစ်သူမောင်မောင်လက်ကိုကြည့်ပြီးနွေ့နွေ့စိတ်ထဲတအုံနွေ့နွေ့နှင့်စိတ်မနိုင်ခင်းမရဖြစ်နေမိသည်ရင်ထဲမှနာကျင်မှုသည်လေချောင်းမှတွင်စို့နေသည်နာကျင်မှုများမှတဆင့်ဖြစ်ပေါ်လာသောစကားလုံးများသည်လေချောင်းတစ်လျှောက်၌တစ်ဆိုနေသည်စိတ်ရှိတိုင်းသာဆိုလျင်မောင်မောင်လက်၏ပခုံးနှစ်ဖက်ကိုစုံကိုင်း၍မေးပြလိုက်ခြင်းသည်စိတ်ရှိတိုင်းပောက်ကွဲပြစ်လိုက်ခြင်းသည်မောင်မောင်လက်၏မျက်နှာကိုလက်ညှိုးငေါက်ငေါက်ထိုး၍ဆွတ်ဆွဲပြစ်လိုက်ခြင်းသည်သို့တော်လည်းအတွေးများသည်ပြင်ပသို့ခုန်ထွက်မလာခဲ့ခြင်းမတိကျမရေရာသေးသောသတင်းအတွက်နွေ့နွေ့နေနှင့်စောင့်ထိန်နိုင်သမျှစောင့်ထိန်သွားမည်ဖြစ်သည်မောင်မောင်လက်သည်ရေမိုးချိုးပြီးသည်နှင့်ထမင်းစပွဲတွင်ဝင်၍ထိုင်လေသည်နွေ့နွေ့သည်လည်းဝတ္တရားမပြတ်ထမင်းခုခတ်ပြင်ဆင်ပေးလိုက်သည်ပြီးလျင်ထမင်းစပွဲဝိုင်းမှာပင်ထိုင်လိုက်ပြီးစပွဲပေါ်မှဟင်းပကံများကိုအထိပ်ပဲမဲ့ငေးကြည့်နေမိလေသည်ထိုအချိန်၌နွေ့နွေ့၏ရင်ထဲတွင်မွန်းကြံရှုပ်ထွေးနေလေသည်နွေးရောစားပြီးပြီလားမောင်မောင်လေး၏အမိကိုနွေ့နွေ့ခေါင်းငိမ်ပြလိုက်သည်အမှန်စင်စစ်၌မူနွေ့နွေ့သည်ညစာစားပန်ပင်တတိမရနိုင်ပေစားပြီးရင်လည်းတွားရချင်းအိတ်တော်လေးကို့ဘာသာသိမ့်လိုက်ပါမယ်မောင်မောင်လေး၏စကားအတိုင်းနွေ့နွေ့ဧကန်သို့ထွက်လာခဲ့သည်ပြီးနေမောင်မောင်လက်ကိုမြင်ရသောနေရာတွင်ထိုင်လျက်မောင်မောင်လက်ကိုလှမ်း၍ကြည့်နေမိသည်မောင်မောင်လက်သည်ထမင်းစားနေမှဖုန်းကိုကြည့်လျက်ပြုံးရည်နေသည်ကိုတွေ့ရလေသည်နွေသည်မောင်မောင်လက်၏ထိုပုံစံကိုငေးကြည့်နေမိပြီးလက်သီးကိုကြစ်ကြစ်ပေါင်းဆုပ်ထားမိလေသည်နွေသွား၏ပြီထင်တာမအိပ်သေးဘူးလားမောင်မောင်လက်သည်ထမင်းစားကမ်းမှထွက်လာပြီးနောက်ဧကန်ထဲတွင်ထိုင်နေသောနွေကိုကြည့်၍အံ့ဩသွားဟန်ဖြင့်မေးလေသည်နွေသည်အံကိုတစ်ချက်ကြိတ်လိုက်ပြီးမောင်မောင်လက်၏မျက်နှာကိုစိတ်စိတ်ကြည့်၍မေးလိုက်သည်ကိုလက်ရှင်တကယ်ပဲအသက်တွေ့နေရလားအသက်တွေ့တယ်ဆိုရင်လေကျမကိုပွပွလင်းလင်းပြောပါဘာပြောတယ်နွေမင်းဘာဖြစ်နေရလဲမင်းကိုယ့်ယောက်ျားစကားတဲ့တခြားသူတွေရဲ့စကားကိုပဲယုံနေရလားမင်းကိုယ်စိတ်လျှော့အောင်လုပ်နေရလားမဟုတ်ပါဘူးဒါလောက်ပြောနေတာကိုမောင်မောင်လက်သည်စိတ်ဆိုးဒေါသထွက်နေသောအတန်ဖြင့်နွေကိုပြောသည်အခုနဖုန်းပြောတော့မိန်းမတစ်ယောက်ရဲ့ချောင်းဆိုးတန်ကိုကြားလိုက်ရတယ်အဲ့ဒါဘာတူလဲကိုလက်ဘာချောင်းဆိုးတန်လဲစိတ်ရှုပ်လိုက်တာကွာလမ်းပေါ်မှာဆိုင်ကယ်မောင်းနေရလေဘေးဟာတန်နေကြားမှာပဲဘာမှမထူးဆန်းဘူးမောင်မောင်လိုက်၏အတန်သည်မာ၍ထန်နေသည်ပင်ရင်စိတ်ဆိုးမှန်ဆိုးပုံနှင့်အဲကန်း၏အောက်ဆင့်စာရေးစပွဲတွင်သွား၍ထိုင်နေလေသည်ပင်ရင်တွင်ကိုကြောပိလျက်ကွန်ပျူတာကိုဖွင့်၍သုံးနေလေသည်မောင်မောင်လိုက်၏ကြောပြင်ကိုကြည့်၍နွေတက်ပြင်းတစ်ချက်ချမိသလိုတောင်ဝေကလည်းရမိလေသည်နွေသည်မောင်မောင်လက်အတွက်ကွန်ပျူတာဝယ်ပေးခဲ့တော့လဲကိုရိုင်း300အားမထုတ်ခဲ့ခြင်းအချိန်ပြည့်အိမ်ဆိုင်အတွက်လုံမန်းနေရသည်နှင့်နွေမှာအားလက်ချိန်မီမရှိခဲ့ပါဒီကြားထဲမောင်မောင်လက်သည်အီလက်ထရောနစ်နည်းပညာကိုဝါသနာပါတော့လဲမူလာတန်းပင်အောင်ခဲ့သူဖြစ်သောကြောင့်အားလက်ချိန်များတွင်မောင်မောင်လက်ကိုအင်္ဂလိပ်စာသင်ပေးခဲ့ရသေးသည်နောက်ဆုံးတွင်မောင်မောင်လက်သည်အင်္ဂလိပ်စာကိုအတော်အသင့်နားလည်သိကျွမ်းခဲ့ပြီးသူ့လုပ်ငန်းမှာအဆင်ပြေလာခဲ့သည့်အထီးပင်ယောက်ျားဖြစ်သူအဆင်ပြေလာသောအခါနွေလည်းစိတ်ချမ်းသာခဲ့ရပါသည်မိတ်သေးဘူးလားမောင်မောင်လက်၏မိတံကိုကြားရသောအခါမှာနွေသည်တတိကိုလာပြီးနိုင်ရန်ပေါ်မှနာယီကိုမော့ကြည့်လိုက်မိသည်ည7 နာရီပင်ကြော်နေလေပြီမောင်မောင်လက်သည်ပြောပြီးသည်နှင့်အိတ်ခမ်းထဲသို့ဝင်၍သွားလေသည်နွေသည်ထိုင်နေသောခုံပေါ်သို့စိတ်ပြတ်လက်ပြတ်နှင့်လှည့်ချလိုက်မိတော့သည်မင်းညကသူ့မိမကြောင်လို့သမီးတမင်ချောင်းဆိုးတံပေးလိုက်တယ်ဟဲ့တော်ကြငါတို့ကိုပြဿနာလာရှာနေဦးမယ်ဒေါ်ချယ်ရီဆွေကသမီးဖြစ်သူဆွဆွေနိုင်၏စကားကြောင့်စိုးရိမ်တကြီးနှင့်ပြောလိုက်သည်မရှာပါဘူးမေရဲ့
အဲ့ဒီမိန်းမတိတ်မာနာကြီးတာသူကမရင်ငယ်နဲ့ပြိုင်ဖက်ပြီးတော့စကားပြောမဲ့အဆင်မျိုးမဟုတ်ဘူးတဲ့လေဘဝင်ယူနေတာပါတမီးနဲ့မျက်နှာချင်းဆိုင်တွေ့ရတာမသိတယ်ဘဝင်ယူမှာပါအမေရဲ့ဆွေနိုင်သည်တစ်ဖက်သားကိုမှုံချိုးမြစ်ချိုးပြော၍သဘောကျစွာရဲနေသည်ဟဲ့တရီတော်ထားအောင်သူ့အမဆိုတာစွာတယ်တဲ့အမလီဂယုစိုက်စရာလားအမေရဲ့ကိုလူကိုပိုင်ဖို့ပဲအရေးကြီးတာသူတို့ဘာသာဘာဖြစ်ဖြစ်ဆိုရတော့ဂယုကိုမဆိုင်တာမသွားချင်ဘူးမမကြီးရဲ့အဲ့ဒါမျိုးတွေလောက်ရမှာကိုနှွေးရှက်တယ်မလုပ်ချင်ဘူးနွေသည်မဲတော်ចောင်းသို့သွားရန်အတင်းပင်ခေါ်ယူနေသောအမဖြစ်သူကိုညှင်းဆန်လိုက်သည်ဒုက္ခပါပဲအေးနင်းအဲ့လိုခေါင်းမာနေရနဲ့ဒုက္ခရောက်တော့မှာပဲမိနွေရဲ့ဒုက္ခဘာဒုက္ခလဲမမကြီးအခုလိုစီးပွားရေးအဆင်ပြေးနေတာသူ့တယောက်ထဲကြောင့်မဟုတ်ဘူးလေနှွေရဲ့စူးစမ်းမှုတွေလည်းပါတယ်သူနဲ့လမ်းခွက်ရင်လေနှွေးပါသာရုန်းကန်နိုင်ပါတယ်နွေသည်အမဖြစ်သူကိုစိတ်ထဲရှိသည့်အတိုင်းပြောချပစ်လိုက်သည်အေးနေ့စိတ်တိုင်းကြတာလို့နေ့သဘောတိုင်းသာနေနေ့ကိစ္စမှာငါဘာမှဝင်မပါတော့ဘူးနင်ကအကြီးထပ်ပိုတိပိုတက်နေရမဟုတ်လားစိတ်ဆိုးမှန်ဆိုးနဲ့ပြောပြီးထွက်သွားသောအမဖြစ်သူမတ်ရင်ရီနောက်ကျောပြင်ကိုကြည့်၍နွေရင်ထဲမှအပူမီးကိုကြိတ်မိန်မျိုးသိမ့်လိုက်ရပြန်သည်ယနေ့ညတွင်မောင်မောင်လက်သည်ည8 နာရီကျော်မှပင်စိုင်သိမ်း၍အိမ်သို့ပြန်ရောက်လာလေသည်သို့တော်လည်းမောင်မောင်လက်သည်အိမ်သို့စောစီးစွာပြန်လာတော့လေပြန်ရောက်ကလေးကစာရေးစပွဲကုန်နေထိုင်ပြီးဖုန်းနှင့်မျက်နှာအလျက်အလုံများနေလေသည်နွေသည်လည်းဘာမှပြောချင်စိမ့်မရှိသောကြောင့်ကိုလုံးဆရာရှိသည့်အလုံများပြီးသည်နှင့်အိတ်ခမ်းထဲသို့ဝင်ခဲ့လိုက်သည်နွေသည်အရာထဲတွင်တလူးလူတလိမ့်လိမ့်နှင့်အတွေးများနေမိသည်အိမ်ရှိခန်းတွင်ရှိနေသောမောင်မောင်လက်သည်တုတ်တုတ်မှလှုပ်တမ်းပြီးမကြားရပေနွေသည်ခြေကိုဖော့နှင်းလျက်အခန်းပြင်သို့ထွက်ခဲ့လိုက်သည်အခန်းဝမှနေ၍ယောက်ျားဖြစ်သူမောင်မောင်လက်ကိုလှမ်းကြည့်လိုက်သောအခါတွင်ဖုန်းကိုတဲကြည့်မဲကြီးစိုက်ကြည့်လျက်ရှိသည်ကိုတွေ့လိုက်ရတော့သည်နွေသည်ခြေကိုဖော့နိုင်သမျှဖော့နှင်း၍မောင်မောင်လက်ရှိရာစီသို့ရှောက်သွားလိုက်သည်မောင်မောင်လက်သည်ဖုန်းထဲတွင်စိတ်နှင်းမြုပ်နေသောကြောင့်နွေသူ့နားသို့ရောက်နေသည်ကိုသတိပြုမိရန်မရှိပါစေနွေသည်မောင်မောင်လက်၏နောက်ကျောမှနေ၍မောင်မောင်လက်၏ဖုန်းကိုလှမ်းကြည့်လိုက်လေသည်ပတ်စံက300မရှိတော့ဘူးအကိုပတ်စံလွှဲပေးလိုက်မယ်ချေမောင်မောင်လေးဖုန်းထဲမှစာများကိုဖတ်ပြီးနွေမျက်လုံးထဲတွင်ပြာကနေမိုက်ခနဲ့ဖြစ်သွားမိသည်ထို့နောက်ထိန်းထားသည့်ကြားမှာပင်မောင်မောင်လေးဖုန်းကိုဇက်ခနဲ့ဆွဲယူပစ်လိုက်သည်ဟာနွေမင်းဘာလုပ်တာလဲမောင်မောင်လက်သည်ရုတ်တရက်မှုထိတ်လန့်အံ့ဩသွားပုံရတော့လေနွေ၏လက်ထဲမှဖုန်းကိုပြန်လူယူလိုက်ပြီးနောက်ကျမ်းပြင်ပေါ်သို့ပောက်ခွဲပစ်လိုက်သည်ရှင်ဒါဘာလုပ်တာလဲအဲ့ဒီမိမဘာတူလဲဘဲရလဲပြောလေပြောညီကဲ့သို့မျှပင်စိတ်ကိုနိုင်ပါသည်ဟုဆိုတော့လေလက်တွေကျုံလိုက်ရတဲ့အခါနွေ၏စိတ်တွေလွတ်ထွက်သွားသည်ဒေါသတကြီးနှင့်မောင်မောင်၏ပါးပြင်ကိုဘဲပြန်ညာပြန်ချပစ်လိုက်မိသည်ပြီးလျင်ကိုအသေးမာသည်ဟုထင်ထားမိသောနွေသည်ရှိုက်တီးတငယ်ငိုချလိုက်မိသည်ဘာကွာရှင်းတော့မယ်ဟုတ်လားမင်းနွေလွယ်လှကြီးလားအေးဘယ်သူဝမ်းတာဘူးကွာရှင်းပါလဲယောက်ျားဆိုတာတစ်ချိန်တစ်ခါတော့မှားဘူးမှာပဲဒါကိုသိခံရမှာကမိန်းမတွေရဲ့တာဝန်ပဲအမားဖြစ်သူပြောသောစကားများကိုနွေနားထောင်နေလိုက်သည်နွေစိတ်တွင်းနိုင်မှုဒေးထက်ပေါ်၍တီးခံနိုင်စွာမရှိတော့ပါအဲ့ဒီဟာမှဘာလို့လဲနင်းသိလားငါရှိမိနေတာကြားပြီမသိဟန်ဆောင်ပေးနေတာနင်ကခုလိုကွာရှင်းမယ်ဆိုတော့ငါစီမံထားသမျှလက်ကားဖြစ်တာပေါ့ဟဲ့အမေရေကိုမောင်မိမကြီးတော့တိတ်သွားပြီသူကပြဿနာမရှာရင်တော့သူ့မားဆိုတဲ့မိမပြဿနာလာရှာနိုင်နေတဲ့အဲ့ဒါကြောင့်ကိုမောင်ကသမီးကိုအဆောင်မှာခဏပြောင်းနေတယ်လေအမေတို့အဆင်ပြေပါမလားဆွေနိုင်ကမိခင်ဖြစ်သူကိုပြောလိုက်သည်အမလေးတော့ဘာကြောက်စရာရှိလဲသူဆဲကိုဆဲသူချကိုချပေါ့ဒီလိုလင်တာယူမတွေကိုကြောက်နေစရာအကြောင်းကိုမရှိဘူးညီတာမောင်မောင်လက်ကိုအပိုင်ကိုင်းနိုင်အောင်လုပ်ဒေါ်ချယ်ရီဆွေသည်ပြောဆိုနှင့်အိမ်ထောင်တွင်ထောင်ထားသောဝင်းရင်တုပ်ကိုလက်နှင့်ဆွဲကင်လိုက်တဲ့ကဲ့သို့တမီးဖြစ်သူဆွေနိုင်သည်လည်းအဝယ်စားများကိုအိတ်ထဲထည့်လျက်တားမိနှစ်ယောက်တက်ညီလက်ညီလှုပ်ရှားနေကြသည်နွေသည်ရင်ထဲမှအပူသောကကို
ဟန်မပြတ်ထိန်လျက်မောင်မောင်လက်၏အဝတ်စားများကိုတစ်တာတစ်လုံးနှင့်သို့စုထည့်ပေးလိုက်သည်မောင်မောင်လက်သည်နွေ့နွေ့လှုပ်သမျှကိုညင်ကြည့်လျက်နွေ့နွေ့သည်အိမ်ရှိမောင်မောင်လက်၏ပစ္စည်းများအားလုံးကိုတစ်တာထဲသို့စုလိုက်ပြီးမောင်မောင်လက်၏ရှေ့တွင်ချပေးလိုက်သည်မောင်မောင်လက်သည်စကားတစ်ခုမှမပြောဘဲနွေ့နွေ့လှုပ်သမျှကိုထိုင်ကြည့်နေလေတော့သည်စုဆောင်းထားတဲ့ငွေကိုကျမနှစ်ပုံယူမယ်ရှင်ကတစ်ပုံယူပေါ့ရှင်ကိုတစ်သက်လုံးလှုပ်ရှားလို့ရမယ်စက်ပညာပါတင်နိုင်အောင်ကျမကကူညီပေးခဲ့တာပဲဒီလောက်တော့ရှင်လက်ခံနိုင်နေမဟုတ်လားပြီးတော့ကျမကဒီအိမ်မှာအိမ်ငှားကအပြည့်တဲ့အထိဆက်နေမယ်ရှင်ကတော့ဒီနေ့ပဲပြောင်းပေးပါတကယ်လို့ကျမအမရှင်တို့ကိုလာပြီးပြောဆိုခဲ့ရင်တော့ရှင်သိခံလိုက်ပေါ့ဒီလောက်တော့အပြောဆိုခံရတဲ့နေမဟုတ်လားအေးပြောရဲဆိုတဲ့နေရာမှာအတိုင်းတာတော့ရှိတယ်လိုရာထက်ပိုးလွန်လာရင်တော့သိခံမှုခတ်တယ်မင်းရဲ့တူတွေပါလာခဲ့ရင်ငါသိခံမှာမဟုတ်ဘူးမောင်မောင်လက်၏စကားကြောင့်နွေနွေသည်မောင်မောင်လက်၏မျက်နှာကိုဆက်ဆုပ်ယွန်းရှာစွာဖြင့်ကြည့်လိုက်မိပြီးဒေါသမာနနှင့်ပြောလိုက်သည်ဒီမှာကိုမောင်မောင်လက်ကျမအမကရှင့်ရဲ့အရင်ကစုတ်တိစုတ်ပြက်ဘဝကိုသိလို့မခံချင်စိတ်နဲ့ပြောချင်ပြောလိမ့်မယ်ကြံတဲ့ဆွေမျိုးသားချင်းတွေကရှင်တို့ကိုယွန်းလွန်းလို့ပြိုင်ဖက်ပြီးတော့ပြောနေမှာမဟုတ်ဘူးအဲ့ဒါသိရလားရဲစရာကောင်းတာတွေကိုပြောမနေနဲ့ကျမတော့ယွန်းလွန်းလို့ရှင့်မျက်နှာကိုစက်မကြည့်ရင်တော့ဟာကိုမျော်လင့်မနေနဲ့ဒေါသဖြစ်လုံ၍နွေနွေစိတ်တိုးတိုးနှင့်မောင်မောင်လက်ကိုပြောပြလိုက်သည်မောင်မောင်လက်သည်သူဖောက်ပြန်နေသည်ကိုနွေနွေသိသွားသောအခါတိုးရှိုးတောင်းပန်ခဲ့တော်လဲရက်အပိုင်းတွင်မှပင်ကနာမညီပြန်ဖြစ်လာသောကြောင့်နွေနွေသည်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနှင့်ကွာရှင်ဖို့ရန်ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်ထိုဆုံးဖြတ်ချက်အတွက်အမဖြစ်သူနှင့်တိုက်ခံဖြစ်ခဲ့ရသည်သို့တော်လည်းနွေနွေအနေနှင့်ဆုံးဖြတ်ထားသည့်အတိုင်းပင်လှုပ်ဆောင်ခဲ့သည်ဖောက်ပြန်သောယောက်ျားကိုဆက်လက်ပေါင်းသိရန်နွေနွေမတတိပါမွေဝေးကပိုက်ပိတ်ထားရသောအဖြစ်မျိုးနှင့်လည်းနွေနွေမနေနိုင်ပါနွေနွေ၏ဘဝသည်မောင်မောင်လက်ကြောင့်တိုးတက်ခဲ့သည်မှာမှန်တော်လေမောင်မောင်လက်သည်လည်းနွေနွေကြောင့်လူယောင်သူယောင်ပြောင်းလာခဲ့သည်မဟုတ်ပါလားနွေနွေရေနေ့မှာအေးရီလေဒေါ်ချယ်ရီဆွေတို့အိမ်ရှိမှာစိန်သွားခေါ်နေတယ်သူသမီးဆွေဆွေနိုင်ရတော့မရှိတာကြပြီလို့ပြောတယ်နေ့မအောင်တော့ခေါ်လေနေ့ခဲကိုတော့ဆွဲခေါ်နေတယ်တဲ့ကြားရသောစကားသည်နွေနွေ၏စိတ်အစီအစဉ်ကိုညှဉ်းနှွမ်းရှုပ်ထွေးသွားစေသည်သတင်းစကားပါလာသူများသည်ဆိုင်ရှိမှထွက်မသွားသေးပဲနွေနွေကိုအကဲခတ်ကြည့်နေကြမှန်းနွေနွေသိသည်သူတို့သည်နွေနွေ၏မျက်နှာကိုမျက်တောင်မခတ်တန်းကြည့်၍နေကြပေလိမ့်မည်ထင်သည်အတန်ကြာနွေနွေကိုစူးစမ်းကြည့်ပြီးနောက်နွေနွေစီမှတုံ့ပြန်မှုကိုမမြင်ရသောအခါတနာသည့်ဟန်ပန်အမှုရာဖြင့်ထွက်သွားကြလေသည်သူတို့သည်နွေနွေစီမှဘယ်လိုတုံ့ပြန်မှုမျိုးကိုမျှော်လင့်နေကြသလဲနွေနွေမတွေးချင်တော့လေတွေးနေမိပြန်သည်နွေနွေစိတ်ပြတ်အားငယ်နေသည်ကိုသူတို့မြင်ကျင်ကြသည်လားဒါမှမဟုတ်အမျက်ဒေါသထွက်လျက်ရန်လုံးနေသောနွေနွေ၏ပုံစံကိုမြင်ကျင်ကြလေသလားမသိပါတေချာသည်မှနွေနွေသည်မောင်မောင်လက်နှင့်ဆွေဆွေနိုင်ဆိုသောအမျိုးသမီးကြောင့်ရှင်ထဲတွင်အနာတရမကြံခဲ့တော့လေပတ်ဝန်းကျင်၏အကြည့်များကြောင့်တစ်နေ့တခြားတိမ်ငယ်လာသလိုခံစားနေရသည်ကိုယ့်ရဲ့ကိုယ့်ရွာကိုစွတ်ပြီးတော့ဘာကိစ္စနင်းကပြောင်းရမှာလဲဘသူ့ကိုဂရုစိုက်ရမှာလဲသူတော်အရှက်မရှိနေရသေးတဲ့ဟာနင်းကဘာလို့ထွက်ပြေးရမှာလဲထို့သောအမှားဖြစ်သူဓားနေသည့်အခါမှနွေနွေအိမ်ပြောင်းရွှေ့ခဲ့သည်မပြောင်းလို့လည်းမဖြစ်စေမိတ်ဆွေတငယ်ချင်းများအပါအဝင်ပတ်ဝန်းကျင်ရှိလူများသည်မောင်မောင်လက်၏သတင်းကိုနွေနွေစီသို့မရောက်ရောက်အောင်ပင်တည်ဆောင်လာတဲ့ကြသည်မောင်မောင်လက်သည်ဆွေဆွေနိုင်ဆိုသောအမျိုးသမီးကိုအခြားရက်ကွက်တွင်အိမ်ငါပေးထားပြီးညဘက်တွင်ထိုအိမ်သို့သွား၏ပြီးမနက်စောစောမှဆိုင်သို့ပြန်လာတဲ့ကြောင်းမတော်ရသေးသောရောက်ခမများကိုလည်းထောက်ပံ့ကြောင်းသတင်းများကိုတည်ဆောင်လာကြသည်အမှန်ဆိုရမူထိုသတင်းများအတွက်နွေနွေတွင်ရင်းထဲတွင်ခန်းစားချက်ကင်းမဲ့လာပါသည်သို့တော်လည်းပတ်ဝန်းကျင်၏အကြည့်များအပြောများကိုမူကြာလီနွေနွေရေမဆိုင်ရေးလီဖြစ်လာခဲ့သည်သူကျင်မကိုကျင်မနွေနွေရဲ့ဒီလိုကောင်ကိုမစ်ပြလိုက်စမ်းမအေးတယောက်မကောင်းတယောက်ပြောင်းလိုက်စမ်းမအေးဘာလွမ်းစရာရှိလို့လဲသူယူလိုက်တဲ့ဟာမတက်နင်းကအပုံကြီးလာပါတယ်နွေနွေရဲ့ဒီလိုကောင်ဆွဲမနေနဲ့တုတ်ထက်သားတာကိုရှာယူပြလိုက်စမ်းမအေးကြာသောအခါမှာထိုးစကလုံးများကြောင့်နွေနွေသည်အဝေးဆုံးသို့ပြေးထွက်သွားခြင်းဖြစ်သည်သူတို့၏စိတ်ထဲတွင်နွေနွေသည်
မောင်မောင်လက်ကြောင့်ကြေကွဲခံစားနေရသည်ဆိုတော့အထင်ကိုနွေးနွေးကရေမဆိုင်ရတော့ပါနွေးနွေးအလှပြင်းနေနေမောင်မောင်လက်ကိုမခံချင်းစိတ်ကြောင့်မာနနှင့်နေပြသည်ဟုထင်စီပေးစားပြန်သည်တခါတလေများနွေးနွေးမပြေမစင်နေမိနေမောင်မောင်လက်ကြောင့်ပူပန်တော့ကများနေသည်ဟုပြောပြပြန်သည်နွေးနွေးနေဘလုံးနေပတ်ဝန်းကျင်အပြောများမှမလွတ်မြောက်နိုင်ခဲ့ပါတခါတရံနွေးနွေးစိတ်လိုလျက်နှင့်သူတို့နှင့်ပတ်သက်ပြီးကျမဘာခံစားချက်မှမရှိဘူးဟုဖြေရှင်းမိနေတယ်သူတို့သည်နွေးနွေးရဲ့မျက်နှာကိုကြည့်ပြီးစုပ်တသက်နှင့်ဖြစ်ကြလေသည်အခမ်းရအခက်ဆုံးမှာနွေးနွေး၏အခင်မီဆုံးမိတ်ဆွေတငယ်ချင်းများသည်ပင်နွေးရီငါမနက်ကအဲ့ဒီကောင်ကိုတွေ့တော့စောင်းမြောင်းပြီးတော့ပြောဆိုပြစ်လိုက်တယ်သိလားနေ့အတွက်မခံနိုင်လို့ပါဟဲ့ဒီလိုကောင်နေတန်းတာမနေနဲ့နော်အဲ့ဒီကောင်ရုပ်လေနေနဲ့နေတော့ပုံစံနဲ့တခြားစီပဲဟဲ့ဟိုကောင်မဆိုတာလည်းအရှက်မရှိရဲ့ရုပ်နေပါဟဲ့ဒီလိုကောင်အတွက်နေဘာမှခံစားနေကြမလို့ကြာလာတဲ့ခါမှာနွေးနွေးပောက်ကွင်းချင်လာပြီးသည်မောင်မောင်လက်အကြောင်းကိုလာပြောသူမှန်သမျှကိုမောင်မောင်လက်နှင့်ပြောဆိုပေးစားခြင်းသောစိတ်ရိုက်များပြီးဝင်လာပြီးတော့သည်ဒေးကြားတဲ့၌အမဖြစ်သူမအေးကြီးကလည်းမောင်မောင်လက်ကိုမကြခဏတွားရောက်စောင်းမြောင်းပြောဆိုနေတတ်သောကြောင့်နွေးနွေးမှတာ၍ပင်စိတ်ဆင်းရဲရပြန်သည်ကြာသောအခါနွေးနွေးငယ်ကလေးကပင်ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်သည်နွေးနွေးကိုနွေးနွေးအဖြစ်မမြင်ပေးနိုင်တော့ပဲယောက်ျားဖောက်ပြန်သွားတော်သူမရက်ငယ်ယူသွားတဲ့သူရဲ့ကြံရစ်တာဖြစ်ပြီးမရက်ကြီးအဖြစ်သားမြင်ကြလေတော့သည်ရုပ်ဆဆုံးနွေးနွေးအပြင်ထွက်သောအခါကြည်သောမျက်လုံးများကိုနွေးနွေးကကြောက်ရွံ့လာမိသည်ဖောက်ပြန်ခဲ့သူသည်မောင်မောင်လိုက်ဖြစ်လင်ကစားစွန့်ပစ်ခဲ့သူမှနွေးနွေးပါဟုအားလုံးသိအောင်ပင်အော်ဟစ်ပြောဆိုခြင်းလာမိသည်ထိုကိစ္စများအတွက်မိများလောက်ထိနွေးနွေးကိုရိုက်ခတ်ခဲ့သည်လေဆိုရတော့လေတခါတလေနွေးနွေးစိတ်ထဲ၌မောင်မောင်လက်တို့ကိုတပ်ပစ်ခြင်းစိတ်များပင်ပေါင်းမိသည့်အထိဖြစ်လာသည်ထို့သောခန်းစားချက်များသည်ပင်နွေးနွေး၏ရက်ွက်လေးကိုကြောင်းခိုင်းဆွတ်ခွာရန်အကြောင်းကလုံလောက်ခဲ့သည်နေရာတစ်သည်နွေးနွေးကိုခတ်စိမ့်စိမ့်ပင်ကြိုးဆိုနေခဲ့သည်နွေးနွေးသည်ပါလာသောငွေလေးကိုစုဆောင်ထောင်ထားလိုက်ပြီးဖက်နှက်ရောင်းဆိုင်တစ်ဆိုင်တွင်အလုပ်ဝင်လုပ်လိုက်သည်အမြဲတမ်းကိုပိုင်လုပ်ပဲလုပ်ခဲ့သူဖြစ်သောကြောင့်အလုပ်ထဲမှနွေးနွေးမပြောနိုင်ခဲ့ပါရတော်လာစားနှင့်လောက်ရသောလောက်အားကဝန်မမျှခဲ့ပြီမနက်ဆိုရင်9 နာရီအရောက်သွားရပြီးတနေ့ကုန်ကားတစ်စီးနှင့်ဖက်နှက်အယောင်ထွက်ရသည်ဆိုင်ဟောင်းဆိုရင်မှားသောဖက်နှက်များကိုဝင်ချပေးုံဖြစ်တော်လေဆိုင်တစ်ဆိုရင်အာပေါက်မတက်ရှင်းပြပြောပြပြီးဖောက်တယ်ဆက်ရသည်နေကုန်နေကကားပေါ်ဆင်းလိုက်တက်လိုက်နှင့်အချိန်ကုန်ရသည်ထမင်းစားချိန်လည်းမမှန်ကျုံသလိုလမ်းဘေးမှာကားရက်ပြီးစားကြရသည်တခါတလေညနေ3 နာရီ4 နာရီထိမနက်စာမစားရပင်တတ်မှတ်ရောင်းချင်းပြီးအောင်သွားရလာရသည်ညနေသို့ရောက်သောအခါ9 နာရီကျော်သည်နှင့်အယောင်ရက်ပြီးပြန်တော့လေလမ်းမှာကားပိတ်သည်နှင့်ဆိုင်သို့ည9 နာရီကျော်မှပြန်ရောက်သည်ဆိုင်သို့ရောက်သည်နှင့်ရောင်းရငွေကိုအပ်ပြီးစည်ရင်တင်ပြရသည်စည်ရင်ကွာ၍ငွေအလိုပြရမည်လေအယောင်သမားတွေကပဲစိုက်ရောရသည်အားလုံးပြီးစီး၍အဆောင်သို့ပြန်ရောက်ရင်ည10 နာရီကွက်တီပင်ဒေးကြတဲ့အလုပ်ပင်မနာထက်အလုပ်သမားအချင်းချင်းပညာပြခံရအနှိမ်ခံရအပြောခံရသည်မှာဆိုလာသည်အချိန်တစ်နှစ်ကျော်ကြာခန့်တွင်နွေးနွေးသည်အလုပ်မှကျင်းသားရလာသည်ရသမျှငွေကိုစုဆောင်ထား၍နွေးနွေး၏ရည်မှန်းချက်သည်အသက်30တွင်အိုးပိုင်အိမ်ပိုင်နှင့်ဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းရန်ဖြင့်ဖြစ်လေသည်မန်နွေးကိုလေကြောကစိတ်ဝင်စားလို့တဲ့အဲ့ဒါညီမကိုအောင်သွင်းခိုင်းနေတယ်အလုပ်တူလုပ်နေတော့နေကြီး၏စကားကြောင့်နွေးနွေးမျက်မှောင်ကိုကျုပ်လိုက်မိသည်ကြောဆိုသည်မှာနွေးနွေးလိုပင်ရန်ကုန်မြို့စွန်တနေရာမှာမြို့ထဲမှာအဆောင်ငှားနေပြီးအလုပ်လုပ်နေသောကောင်လေးဖြစ်သည်နွေးနွေးထက်5 နှစ်လောက်ပင်ငယ်မိထင်သည်မဖြစ်နိုင်တာနေကြီးရဲ့သူ့တက်ကကူမှ20ကျော်လေးမဟုတ်လားအမအဲ့ဒါတွေကိုစိတ်ဝင်စားဘူးလို့ပြောလိုက်ပါကွယ်အသက်20ကျော်ကြာထိုကောင်လေးကိုနွေးနွေးစိတ်မဝင်စားပါထိုကောင်လေးကိုမှမဟုတ်မိသူကိုမှနွေးနွေးစိတ်ဝင်စားပါထို့သောနွေးနွေး၏စိတ်ကိုငယ်တငယ်ချင်းများကိုသာပြောပြမိပြီးသူတို့စိတ်ထဲ၌မောင်မောင်လက်ကိုမမေ့နိုင်သေးသောကြောင့်ဟုပြောကြလိမ့်မည်ထင်သည်အမှန်ဆိုရရင်အချစ်ဆိုသောအရာကိုနွေးနွေးကတေချမတုံ့တက်တတ်ပါမောင်မောင်လက်နှင့်ပတ်သက်၍နွေးနွေး၏ရင်ထဲ၌မြေတို့ခန်းစားချက်မှမကြံခဲ့သည်မှာတေချသည်
တခါတရံ၌အဝေးသို့ထွက်မသွားသောမောင်မောင်လက်ကိုအဝေးသို့ပြောင်းသွားစေခြင်းသည်စိတ်မှအပါနွေတွင်ဘာခံစားချက်မှမရှိပါမောင်မောင်လက်သည်လည်းမျက်နှာပြောင်တိုက်အကြောတင်းလာသည်ဟုပြောရလိမ့်မည်လားသူ့ရဲ့သူ့ရွာသို့မပြန်မဲရက်ကွက်ထဲတွင်နာမည်ရနေပြီဖြစ်သောသူ့ဆိုင်မှာပင်နေသည်တဲ့မနွေအတူတူပြန်အောင်လေမိုးတအားချုပ်နေပြီနွေသည်ဆိုင်ထဲမှထွက်လာခဲ့စဉ်ဆိုင်၏မလန်မကန်တွင်ရက်ဆောင်နေသောကြော့ကြော့ကိုတွေးလိုက်ရသောကြောင့်အံ့ဩသွားမိလေသည်အဘေကြောင့်ဆိုသောနွေငားနေသောအဆောင်သည်ဖနက်ဆိုင်နှင့်နှစ်မှတ်တိုင်အကွာဝေးတွင်ရှိတော်လဲကြော့ကြော့သည်ဖနက်ဆိုင်နီးမှအဆောင်တွင်ပင်နေသူဖြစ်နေသည်ဘဲကိုတူတူသွားမှလဲမင်းကဒီနားမှာပဲနေတာမဟုတ်လားနွေသည်ကြော့ကြော့ကိုပြန်မိလိုက်သည်ကြော့ကြော့သည်နွေကိုစိတ်ဝင်စားနေသည်ဟုဆိုသောညလဲရီမုံရင်ကျေးသောလူငယ်လေးပဲဖြစ်အလုံးလဲအတူတူလုပ်နေရသောသူဖြစ်သောကြောင့်နွေကအခင်မင်းမပြတ်ခေါ်ပြောနေမိစဉ်ဖြစ်သည်ကျွန်တော်အဆောင်ပြောင်းလိုက်ပြီလေမနွေးနေတဲ့အဆောင်သားမှာပဲနေတာကြော်ကြော်ကပြောရင်ရှေ့မှာရှောက်ရည်သွားလေသည်နွေလည်းဘာမှအထွေအထူးပြောမနေတော့ပဲကြော်ကြော်နောင်မှလိုက်လျှောက်သွားလိုက်သည်ည9 နာရီကျော်ပြီမို့လမ်းပေါ်တွင်သွားလာနေသူများမှာမိမသားများတိတ်မရှိပဲယောက်ျားသားများပို၍များလေသည်ကြော်ကြော်သည်ရှေ့မှနှုတ်ဆက်လျက်သွားနေတော့လေနောက်တော့မကြခဏလှည့်၍ကြည့်လေသည်ဘာပဲဖြစ်ဖြစ်နွေအတွက်အဖော်ရသောကြောင့်နွေလည်းမတိဟန်ပြုနေလိုက်လေသည်နွေနေသောအဆောင်ရှိသို့ရောက်သောအခါနွေအဆောင်ထဲသို့ဝင်လာသည့်အထိကြော်ကြော်ရက်ကြည့်နေသည်ကိုနွေတွေ့လိုက်ရသေးသည်နွေအဆောင်ထဲမှထွက်လိုက်သည်နှင့်အဆောင်ရှိဘာရမင်းအောက်တွင်ရပ်နေသောကြော်ကြော်ကိုတွေ့လိုက်ရသည်နွေသည်ကြော်ကြော်ကိုကြည့်၍တက်ပြင်းတစ်ချက်ချလိုက်မိသည်ကြော်ကြော်သည်နွေကိုမြည်သည်နှင့်အပြုံးနှင့်စီးကြိုလိုက်သလိုနွေ၏လက်ထဲမှထမင်းကြိုင်ချင်းကိုလှမ်း၍ဆွဲယူလေသည်နွေမှညင်းဆိုင်ရန်လှုပ်လိုက်တော့လေကြော်ကြော်ကချင်းကိုဆွဲယူပြီးသည်နှင့်ခြေလမ်းကျင်းများဖြင့်ရှေ့မှထွက်သွားသောကြောင့်နွေမှမိအောင်မနေလိုက်ရလေသည်တက်လေမနွေသည်အယောင်ကားပေါ်သို့တက်ရန်ပြင်လိုက်ပြီးမှကားကောင်းကန်းတွင်ကြော်ကြော်ကိုတွေ့လိုက်ရသောကြောင့်စိတ်ထဲတွင်ထိတ်ခနဲလှုပ်ရှားမိသလိုစိတ်လည်းရှုပ်သွားမိလေသည်ဦးလာဦးကဘယ်သွားလို့လဲနွေသည်ရက်ခင်မောင်းနေစားကားစီယာကိုမိလိုက်သည်ဦးလာဦးကနေဘက်သွားလို့မနွေရဲ့ဒီကားကိုကျွန်တော်ပဲမောင်းတော့မှလေစိတ်ချပါမနွေရဲ့ကျွန်တော်လေကားရိမ်မာမောင်းတတ်ပါတယ်နွေသည်စိတ်ညစ်စိတ်ရှုပ်ထွေးစွာပြီးကားရဲကိုဝင်ထိုင်လိုက်ရသည်ပစ္စည်းအတင်းအချအတွက်အကူပါလာသောကောင်မလေးကကားမုတ်တတ်သည်ဟုဆိုကာဘေးမှအမြဲထိုင်သောကြောင့်နွေမှအလင်းမှအမြဲပင်ထိုင်ခဲ့ရသည်ရခင်ကားစရာဦးလာဦးနှင့်သွားစဉ်ကထုံကိစ္စကပြဿနာမဟုတ်တော့လေရခိုကားတွင်ကြော့ကြော့ကြောင့်နွေမှနေရထိုင်ရကြက်လေတော့သည်ကြော့ကြော့သည်အသက်22နှစ်ဟုဆိုတော့လေလူအောင်ထွာလာသောကြောင့်ပိန်ပိန်တွဲတွဲနွေနှင့်ရှင်သည်တက်တူရွယ်တူကဲ့သို့ဖြစ်နေသည်သပင်ရှိကကိုခမ်းမြင့်မြင့်စီးထားပြီးသည်အလုံးဝစ်ဆောင်ဖြစ်သောအနက်ရောင်ခပ်ပွားပွားဘောင်းမီနှင့်အပြာရောင်စပိုးရှက်ကိုဝစ်ဆင်ထားတော့လေကြော်ရှင်လှပနေသောနွေ၏အလှကိုကြော့ကြော့တယောက်တတိလက်လုံးငေးမောကြည့်နေမိသည်အသက်26နှစ်ဟုဆိုတော့လေ20ကျော်စားလေးလိုနုပြိုလှပသောနွေ၏အလှကြောင့်ကြော်ကြော်သည်ရင်ခုန်တန်းနှင့်မြန်လျက်ရှိတော်သည်ကျွန်တော်ဘာတွေပြုတ်ပြရမလဲပြောပါမန်နွေရဲ့စိတ်တိုင်းကြနေပေးပါမယ်တကယ်ပြောတာပါကြော်ကြော်သည်နွေကိုမျက်နှာငယ်လေးနဲ့ပြောလိုက်သည်ကြော်ကြော်ကဘာမှပြုတ်ပြစရာမလိုပါဘူးနွေအဆောင်ကိုကြော်ကြော်ကဘာသိလို့လဲကြော်ကြော်နဲ့တင့်တော်တဲ့သူကိုသာရှာပါဘသူ့ကိုမှမရှာဘူးမန်နွေကျွန်တော်ကိုပြန်ချစ်မယ်နေကိုပဲစောင့်နေပါမဖြစ်နိုင်တာတွေကိုမပြောစမ်းပါနဲ့ကြော်ကြော်ရဲ့နွေအဲ့ဒါတွေကိုစိတ်ဝင်စားဘူးနွေကအပြတ်ညင်လိုက်ပါသည်ပြီးလျင်အယောင်ထွက်သောအခါ၌လည်းခက်တီတီပင်နေလိုက်သည်အကြောင်းမရှိဘဲစကားမပြောပြတော့ပြီအလောက်ပြန်ခြင်းနှင့်အလောက်လာခြင်းများတွင်လည်းကြော်ကြော်နှင့်မတိုးမိအောင်ရှောင်ကွင်း၍သွားမိသည်ကြော်ကြော်နေမကောင်းဖြစ်နေတယ်တဲ့မနှွေးသည်လားကြော်ကြော်နှင့်ခင်မင်ရင်နှီးပုံရသောအလုတ်ထဲမှကောင်းလေး၏စကားကြောင့်နွေခေါင်းကိုခါရမ်းပြ၍ပြန်ပြေးလိုက်သည်မသိဘူးလေမနေ့ကအလုတ်မလာတာတော့သိတယ်ဟုတ်တယ်ကျွန်တော်စီကိုဖုန်းဆက်တယ်ဒီကောင်ကြီးအချိန်ကြီးကမလွယ်ဘူးမနှွေသူ့ကိုပြစ်မထားပါနဲ့ဗျာမနှွေကြော်ကြော်တော်တော်လေးနေမကောင်းဖြစ်နေရထင်တယ်မနှွေနဲ့နီးတယ်မဟုတ်လားသူ့ကိုဝင်ကြည့်လိုက်ပါဦးနော်
ဟိုလူဒီလူကပြောနေနွေနွေစိတ်ရှုပ်စိတ်ညစ်လာသည်ကြော်ကြော်ကဖော်ဖော်ရွရွနှင့်ဆက်ဆံရေးကောင်းမွန်သူမို့ဆိုင်ကအလုပ်မြတ်သမားများသာမကဆိုင်ရှင်တွေကပါသဘောကျကြသည်တို့အတွက်ကြော်ကြော်နီးမကောင်းသောသတင်းကိုတယောက်ပြီးတယောက်လာပြောနေကြသောကြောင့်နွေနွေမှာဘာမဆိုင်ညာမဆိုင်အနေရခတ်နေမိသည်အလောက်တူတူလုံးနေသူဖြစ်သောကြောင့်နွေနွေသည်လည်းကြော်ကြော်ကိုစိတ်ပူမိပါသည်သို့သောထိုစိတ်သည်ရိုးသားဖြူစင်သောစိတ်သက်သက်သာဖြစ်ပါသည်မနွေကျွန်တော်တို့ကြော့ကြော့ကိုခဏဝင်ကြည့်အောင်အငယ်မနေကားပေါ်တက်ခဏဆောင်နေခဲ့ကြလားကြော့ကြော့အစားဝင်ကားမောင်းနေသောတီဟာကပျော့ပျော့ဆူဆူနှင့်ကားကုန်ပါကင်ထိုးလိုက်သည်ပြီးနောက်ကားပေါ်မှဆင်းပြီးနွေနွေကိုစောင့်ရိပ်ခေါ်လာသည်နွေနွေမှညင်းရခက်ခက်နှင့်တီဟာနောက်မှလိုက်သွားရသည်ဟာကွာမင်းဒီလောက်တောင်ဖြစ်နေရလားစေကံကိုသွားရည်လားအိယာပေါ်မှာနွမ်းလျစွာလှဲနေသောကြော့ကြော့ကိုတွေ့သည်နှင့်တီဟာကပြောလိုက်သလို3-4 ရက်အတွင်းအတော်လေးပိန်ကျသွားသောကြော့ကြော့ကိုကြည့်ပြီးနွေနွေသည်နှင့်အံ့ဩစိတ်မကောင်းဖြစ်သွားမိသည်မင်းကွာကိုဂရုဆိုင်အောင်ဘာစားပြီလဲဘာစားချင်လဲငါသွားဝယ်လိုက်မယ်မနွေခဏလေးနေခဲ့ဦးနော်ကျွန်တော်သူစားဖို့မုံသွားဝယ်လိုက်အောင်မယ်ဟဲ့တီဟာနေအောင်လေနွေနွေသည်ပြောဆိုနှင့်အခန်းပြင်သို့ထွက်သွားသောတီဟာကိုနွေလှမ်းထားလိုက်တော့လေမိမိကိုညှိုးငယ်စွာနှင့်ကြည့်နေသောကြော့ကြော့အချိန်များကြောင့်နေရာမှာပင်ပြန်ထိုင်လိုက်ရသည်ကျွန်တော်မုန်းနေရလားယင်မနွေကြော့ကြော့ဤတိုးဖြော့ဖြော့အတန်ကထွက်လာသည်နွေနွေရောင်ရမ်း၏ခေါင်းကိုခါရမ်းပြလိုက်မိသည်ဒါဆိုရင်ဘာလို့ကျွန်တော်ကိုရှောင်းနေရလဲကျွန်တော်မမြင်ချင်ဘူးလားယင်ကျွန်တော်အလောက်ကထွက်လိုက်ရမှာလားဘာဆိုင်လို့လဲမဟုတ်တာနွေရရှောင်းနေတာမဟုတ်ပါဘူးမဖြစ်နိုင်လို့ပါဘာလို့မဖြစ်နိုင်ရမှာလဲမနွေရဲ့မနွေသာကျွန်တော်ကိုပြန်မချင်ကျွန်တော်ဖြစ်ချင်အဖြစ်ပိတ်ပိတ်တီတီနေလိုက်မှာကဲပါအခန်းထဲမှာပွားနေရတွေနွေရှင်းပေးခဲ့မယ်နော်မုံသွားဝယ်သောတီဟာသည်အချိန်တန်ကြာသည့်အထိပြန်ရောက်မလာခဲ့ပါနွေနွေနဲ့ကြော့ကြော့နားတွင်ထိုင်နေရသည်မှာမျက်နှာပူနေရခတ်လာသောကြောင့်အခန်းထဲတွင်ပွားနေသောအဝတ်စားချို့နှင့်အမိုက်များကိုကောက်သိမ်းနေလိုက်သည်ကန်တော်ကြီး၏ရေပြင်သည်ငြိမ်သက်၍နေတော့လေကန်တော်ကြီး၏ပရဝဏ်အတွင်း၌မူအလုတ်ပိတ်ရဖြစ်သောကြောင့်အပန်းဖြေသူများနှင့်စီကားနေလေသည်ကြော်ကြော်သည်နွေနွေ၏စကားဆုံးတွင်ခဲတတိလေးတစ်လုံးကိုကောက်ယူပြီးကန်ရည်ပင်စီသို့ပစ်ပေါက်လိုက်သည်ထိုအခါကန်ရည်ပင်ထက်၌လိုင်းကျက်ခွက်လေးများဖြစ်ပေါ်လာသည်ဒါတွေကိုကျွန်တော်ဂရုမစိုက်ပါဘူးမနွေရဲ့မနွေမှာကာမပိုင်မရှိရင်ရပြီမနွေကိုကျွန်တော်တစ်သလုံးဆောက်ရှောက်ပေးခြင်းနဲ့ကြော့ကြော့သည်နွေနွေ၏မျက်နှာလေးကိုချစ်ရီရှွန်းလေသောအချီများဖြင့်ကြည့်လျက်ပြောလိုက်တော့သည်နွေရဓားတွေကိုမစင်းစားချင်တော့ဘူးကြော့ကြော့ရဲ့နွေရဲ့ဘဝကိုအေးအေးချမ်းချမ်းပဲဖြတ်တန်းချင်တော့တယ်ကြော့ကြော့ကိုမောင်ရင်းလေးတယောက်လိုနွေရသဘောထားပါမယ်နွေနွေသည်ကြော့ကြော့ကိုအလိမ္မာတုံးပြီးညှင်းလိုက်လေသည်နွေနွေ၏ညှင်းပန်လိုက်သောစကားကြောင့်ကြော့ကြော့၏မျက်နှာလေးညှိုးလျသွားပြီးနောက်မနွေကျွန်တော်စောင့်နေမယ်အချိန်ကြီးဘလောက်ပဲကြာကြာကျွန်တော်စောင့်နိုင်ပါတယ်နွေနွေတက်ပြင်းတစ်ချက်ချလိုက်ပြီးသည်ကြော်ကြော်သည်ခဲလုံးလေးများကိုကောက်ယူလျက်ကန်ရည်ပြင်းထဲသို့ပြစ်ပေါက်ဆော့ကစားနေတော့သည်ဟယ်လိုမနွေမောင်နိုးနေပြီနော်မနွေတို့အဆောင်ရှိရနေစောင့်နေမယ်ဘာမှမစားခင်းနေနော်ဆိုင်မှာထမင်းကြော်အတူတူစားကြမယ်နီအင်းမခဏဆောင်တော့နွေးစင်းလာခဲ့မယ်ပြောပြီးဒီနေ့နွေနွေလက်ထဲမှာဖုန်းကိုချလိုက်ပြီးငိုင်းတွင်နေမိတော့သည်အချိန်တီမြန်လာသည်ဟုပဲပြောရလိမ့်မလားနွေကိုပဲအညာတွေသောမိန်းကလေးဖြစ်နေပြီလားဟုတွေးနေမိလေသည်နွေကိုထိမ့်သိမ့်နေသည့်အကြားမှာကြော့ကြော့ရဲ့အချစ်ကိုလက်ခံလိုက်မိခြင်းသည်မှားများမှားနေပြီလားဟုတွေးနေမိသည်ကြော့ကြော့ကိုချစ်နေလားလို့ကိုပြန်စမ်းစစ်ကြည့်တဲ့အခါဖြေကမရေရပါတို့ပါလေးရဲ့ဘဲအတွက်ကြောင့်ကြော့ကြော့ရဲ့အချစ်ကိုလက်ခံမိသည်ဆိုရင်ရက်ကွက်ထဲသို့ရဲရဲဝံ့ဝံ့ပြန်ကျင်၍ပေလားတို့ရီမဟုတ်အစားမမှန်အိမ်မမှန်နဲ့ဆန္ဒပြနေသောကြော့ကြော့ကိုတနာမိ၍ပဲလားဒီတော့ပင်ဖြစ်စေကြော့ကြော့ကိုနွေနွေကောင်းနေ၍အပြေပေးပြီးဖြစ်လေသည်နွေမပြောရဲဘူးမောင်ရဲ့နောက်မှပြောမယ်အချိန်ကြီးကစောပါသေးတယ်ကွာကြော့ကြော့ကသူ့၏မိဘများနှင့်နွေနွေကိုဖုန်းပြောခိုင်းသောကြောင့်နွေနွေညှင်းဆန်နေမိခြင်းဖြစ်သည်ကြော့ကြော့သည်သူ့ရဲ့မိသားစုများကိုန
နွေနွေအကြောင်းကိုပြောပြထားသည်သူမိသားစုနှင့်နွေနွေကိုဖုန်းပြောခိုင်းလေလဲရှိသည်ထို့သောနွေနွေသည်အပြိုမဟုတ်ပဲတခုလည်းဖြစ်သည်ကိုပြောပြထားသည်မထားသည်ကိုမူနွေနွေမသိနွေနွေသည်အပြိုမဟုတ်ပဲတခုလည်းဖြစ်နေရခြင်းအတွက်ကိုတိတ်ငယ်ခြင်းမရှိပေနွေနွေသည်ယောက်ျားတစ်ယောက်နှင့်လူသိရှင်ကြားတရားဝင်လက်ထပ်ခဲ့သလိုတရားဝင်ကွာရှင်ခဲ့သည်ဒီကိစ္စနှင့်ပတ်သက်၍နွေနွေသည်အကျင့်ပြတ်ခဲ့သူလည်းမဟုတ်သလိုမဟုတ်မမှန်နာမလုပ်ခဲ့သောကြောင့်နွေနွေမရှက်သလိုကိုလေးပြလဲကိုလုံးပါသည်ထို့အတွက်ကိုယွန်းနေအထင်သေးသလိုဆက်ဆံတာမျိုးဆိုရင်နွေနွေကသိခံနေမည်မဟုတ်ပါဟာကွာဘာဖြစ်လို့လဲမနွေရဲ့မောင်ရဲ့မိသားစုတွေကခင်တက်ပါတယ်တခါတော့ပဲစကားပြောကြည့်လေခင်မင်သွားလိမ့်မယ်စကြောကသူ့ရဲ့မိသားစုနဲ့နွေနွေကိုစကားပြောစေခြင်းသည်ပြီးရင်သူ့ရဲ့မိသားစုကိုလိုက်လိုက်ရောဆက်ဆံစေခြင်းသည်ဒီတစ်ခါပိတ်ရကြရင်ကျောက်တော်ကြီးဖျားကိုတွားရအောင်နော်မနွေအင်းမကြောပြောသည်ကိုနွေနွေကကောင်းငင်ပြလိုက်သည်နွေနွေသည်ကြောနှင့်အချစ်သူတွေဖြစ်ပြီးကလေးကပိတ်ရတိုင်းလိုရှောက်လေပြကြသည်ရန်ကုန်တစ်မြို့လုံးနွေနွေတို့မရောက်ဘူးသည့်နေရာဟု၍မရှိကြနွေနွေပြောခဲ့ပါသည်တွက်လက်ထက်မြက်သောကြောပေါ်တွင်လည်းတစနှင့်တန်ရောစိန်တွဲလာခဲ့မိသည်တန်ရောစိန်တွဲလာမိသည်နှင့်တပြိုင်နက်ကြောစားတောက်ရေးအဆင်ပြေအောင်ဟင်းများပင်ချက်၍ပို့ပေးခဲ့သည်ထုံများမကအားလည်းရများတွင်ကြောအဝိများကိုပါယူ၍ရှော့ဖို့ပေးခဲ့သည်နွေနွေနီးတူကြောကလည်းနွေနွေကိုချစ်နေသည်ဟုယုံကြည်ခဲ့သည်ကြောဖဲသွားနွေနွေပါမှသွားသည်အဝိစားကစားနွေနွေကလိုက်ဝယ်ပေးရသည်ဒီအချိန်လေးထိရောက်လာပြီဖြစ်သောကြောင့်နွေနွေအနေနဲ့ကြောကိုတသက်သားအတွက်ရည်စူခဲ့သည်ကြောကိုချစ်နေရင်ကြောရဲ့မိသားစုကိုပါချစ်ရန်ဆုံးဖြတ်ခဲ့နေသည်နွေနွေနှင့်ကြောတို့၏ချစ်သူတက်တက်6 လအကြာတွင်အပျော်ကြီးပျော်ခဲ့မိသောနွေနွေတို့၏အခြေအနေမှာအနှဲငယ်များအပြက်ဖက်သို့ရှောက်လာသည်ဟုနွေနွေခန်းစားသိရှိလိုက်သည်ပထမဦးစွာကြောသည်နေဘက်အယောင်ကားစီသို့ပြောင်းရွှေ့သွားသည်ရခင်ကားဆိုရင်အလုတ်သိမ်း၍ကိုယ်စီအဆောင်ပြန်ရောက်သည်နှင့်နိုင်ကြောင်ဖုန်းပြောခဲ့ကြတော့လေယခုခါ၌တနေ့တစ်ခါဖုန်းဆက်ဖို့ပင်အနိုင်ဖြစ်လာသည်တယောက်စားဖို့ရင်လည်းချက်ချင်းဝင်ဖတ်ခြင်းမပြုတော့ကြနွေနွေသည် Facebook ဖွင့်၍ကြောရဲ့အကောင့်လေးသို့ဝင်ပြီးမှတ်ချက်များကိုတစ်ခုမကျန်ရှာဖတ်၍ကြောပြောင်းလဲလာရသောအကြောင်းရင်းကိုရှာသည်သို့တော်လည်းမဲရအကြောင်းရင်းကိုမသိရှိရပြန်ပါကြောတင်သော post များတွင်ထူးထူးခြားခြားဆို၍မအမြဲဝင်ရည်သူတယောက်တော်ရှိသည်ထို့သူသည်အကောင့်တွင်ပန်းပုံတင်ထား၍မိန်းကလေးဖြစ်မည်ဟုတော့ခံမှန်းမိသည်အကောင့်ထဲမှာလည်းပုံမတင်ထား၍အသက်အရွယ်ကိုလည်းမခံမှန်းနိုင်ပါဒေကြသည်မှာကြောတင်မြပူရိုင်းကိုထိုသူကဝေမှန်းတတ်သလိုကြောလည်းထိုသူမျှဝေပေးသောဗဟုသုတဖျားစာတရားစာများကိုမှတ်ချက်ဝင်၍ပေးထားလေသည်ဘာလို့နေကားပဲလိုက်နေရလဲမောင်မနှွေးနာမှာမနေချင်လို့လားဒါမှမဟုတ်မောင်မရီးစားတည်ရနေရလားနွေနွေစိတ်ထဲရှိသည့်တိုင်မေးလိုက်တဲ့အခါကြောမျက်နှာပြက်ခနဲ့ကွက်သွားသည်ဟာဗျာဒါကဘာစကားလဲမောင်မယုံတဲ့သဘောလားမနှွေးဒီလိုပဲမေးကြည့်တာလေမဟုတ်ရင်မဟုတ်ဘူးပေါ့ဒါလေးတော့မေးလို့မရဘူးလားနွေနွေလေးတန်းမမနဲ့ပြောလိုက်တော့အခါကြောမျက်နှာမှာချက်ချင်းပဲပြောင်းလဲသွားသည်မနှွေးကမအောင်မယုံတယ်လို့ပြောနေတာကိုမောင်ကဟိုလူလိုမျိုးတစ္ဆာဖောက်မိကောင်မဟုတ်ပါဘူးကြောစကားကြောင့်နွေနွေစိတ်ထဲမျက်ခနဲ့ဖြစ်သွားမိသည်အမှန်တရားဆိုသည်မှာမြင်းမြပင်ဖုံးကွယ်ထားစေကမူအချိန်တန်လျင်ပေါ်ပေါက်လာစမည်ဆိုသည့်အတိုင်းမျော်လင့်မထားသောတနေ့တွင်ကြော၏ဆက်ရှုပ်ကိုနွေနွေကမိခဲ့လေသည်မောင်အဖေပေးလေမကြောရဲ့ဖုန်းကိုရုတ်တရက်ယူကြည့်လိုက်မိသောနွေနွေမှာအပြန်အလှန်စာပို့ထားသောစာများကိုကြည့်ပြီးတုန်လှုပ်မိသွားသည်နွေနွေသည်ဖုန်းကိုအတင်းဆုပ်ကိုင်၍အန်ကိုကြိတ်ထားလိုက်မိသည်အချစ်သည်ပူလောင်လွန်လာသည်ထို့ထက်ပို၍အချစ်ကိုတန်ဖိုးမထားသောသူသည်ရွှန်းစရာဆက်ဆုပ်စရာကောင်းလာသည်ဟုနွေနွေတွေးမိသည်ကြောကမုတ်သွားဝေရာမှပြန်လာသောအခါသူ့ဖုန်းကိုကင်ထားသောနွေနွေကိုကြည့်ပြီးရိပ်မိသလိုဖြင့်ပြတလဲတောင်းပန်လိုက်လေသည်မနွေဖုန်းထဲအစားတွေကိုဝင်ဖတ်နေရလားအဲ့ဒါဘာမှမဟုတ်ဘူးနော်လူချင်းလည်းတွေ့ဘူးတာမဟုတ်ဘူးအပျော်ပြန်ဆထားတာတွေပောက်ကြရတွေရှောက်မတွေးနဲ့နော်မတွေးပါဘူးသူ့စီကိုစာပို့လိုက်တယ်
ဗျာဘာသာပို့လိုက်တာလဲလိုချင်အပန်ယူလိုက်လို့ပို့လိုက်တာဟာဘာလို့ပို့ရတာလဲသူကကျွန်တော်တို့လိုဖဏရောက်တဲ့အစ်စ်မဟုတ်ဘူးသူနာပြုတ်ဆရာမဗျသူ့တိတ်ခါနဲ့သူ့နေတာမနွေးကတစ်ဖက်သားကိုဘလိုင်းကြီးတွားဆောင်လာတာပဲနွေးနွေးသည်အံ့ဩလို့၍ကြော်ကြော်ရဲ့မျက်နှာကိုထိတ်လန့်တုန်လို့စွာနဲ့ကြည့်နေမိသည်မနွေးမကျေနပ်ရင်ကျွန်တော်တို့လမ်းခွဲကြတာပေါ့နွေးနွေးသည်ကြော်ကြော်၏စကားကြောင့်ရုတ်တရက်ကြောင်အား၍သွားသည်မနွေးစိတ်မကောင်းဖြစ်မှာဆိုလို့ပြောမထွက်ခဲ့တာအင်းကမနွေးနဲ့သဘောမတူနိုင်ဘူးတဲ့ကျွန်တော်အမျိုးမျိုးပြောကြည့်ပေမဲ့လက်မခံကြဘူးနွေးနွေးသည်ကြော်ကြော်၏စကားကြောင့်အန်ကိုတင်းတင်းကြိတ်၍ပြန်မေးလိုက်သည်ဘာဖြစ်လို့သဘောမတူတာလဲဟိုအိမ်အောင်ကြဘူးလို့တဲ့အပြိုဆိုဘလောက်စင်းရင်လက်ခံပေးနိုင်နေတဲ့ကြော်ကြော်သည်နွေးနွေး၏မျက်နှာကိုမဝင်မရဲကြည့်၍ပြန်ပြေးလိုက်သည်ကြော်ကြော်၏အပြေစကားကြောင့်နွေးနွေးသည်အန်ကိုကြိတ်နေရဲ့ကြော်ကြော်မျက်နှာကိုကြည့်၍အတန်ခတ်မမနှင့်ပြောလိုက်သည်အော်တခုလည်းမလို့သဘောမတူဘူးလေလားငါကမင်းကိုအပြိုးလို့မပြောခဲ့ဘူးနော်မင်းကိုလည်းမမြူဆွဲခဲ့တယ်လို့မင်းစီကကက်ရစားခဲ့တာလည်းမရှိဘူးမင်းတို့မိသားစုရဲ့စိတ်ကိုအခုလိုဆော့ဆော့စီစီတိလိုက်ရလို့ကျေးဇူးတင်ပါတယ်မင်းသိထားဖို့ဟာတခုလဲဆိုတာအချင်းပြတ်နေတဲ့သူတွေမဟုတ်ဘူးအိမ်နောက်ဘက်နဲ့စိတ်သဘောထားချင်းမတိုက်ဆိုင်လို့လောကကိုတယောက်တည်းရင်ဆိုင်ဖို့တတ်တည်ရှိရှိဆုံးဖြတ်လိုက်တဲ့သူတွေပဲမင်းတို့လိုစိတ်ထားညံ့တဲ့သူတွေကြောင့်မသိရင်မဲငါတို့တွေကအချင်းပြတ်တွေလို့အထင်သေးခံနေရတာမင်းကိုဆွတောင်းပေးလိုက်ပါတယ်အပြိုစစ်စစ်လေးနဲ့ဆုံးပါစေလို့နွေနွေလေးတန်ခတ်မမနဲ့ပြော၍ထွက်လာခဲ့သည်ကြောက်ကြောက်ကိုရန်လဲမတွေ့ဖြစ်တယ်လို့လမ်းခွဲခြင်းမှာမျက်ရည်ကျစရာလည်းမရှိခဲ့ပါတခုပဲရှိသည်မိမိကိုအထင်သေးခဲ့သောယောက်ျားတစ်ယောက်ကိုမေတ္တာတောင်းဝင်ယုံကြည်ခဲ့မိသည့်အတွက်နောက်တရမိသည်ယောက်ျားတစ်ယောက်အကျင့်မကောင်းနိုင်မလုံးရှင်နှင့်တိမ်မယမ်းခြင်းသောကြောင့်ကြောက်ကြောက်ကိုယုံကြည်ခဲ့မိသည်သို့တော်လည်းကြောက်ကြောက်သည်လည်းသေးပုတ်ထဲမှတင်တွေးသာဖြစ်တော်သည်